ဒီနေ့ဆရာကတော့တော်တော်များများအောင်ဖြစ်ပါတယ်ဆရာမျိုးကတော့ American နိုင်ငံ Academic Medical Center တခုမှာ Quality Improvement and Patient Safety Drive အနေနဲ့တာဝန်ယူလုပ်ကိုင်နေသူဖြစ်ပါတယ်မြန်မာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေပဲ Maternal and Child Health Nutrition Food Safety Livelihood Program များတွေမှာ Designing Management Monitoring and Evaluation လုပ်ငန်းတွေမှာအတွေ့အကြုံများစွာရှိရသူဖြစ်ပါတယ်ခင်ဗျ Marlin Mercy Corps အဖွဲ့အစည်းနဲ့ Monitoring Evaluation Unit တွေမှာလုပ်ကိုင်ခဲ့ပြီးတော့ Maybank အဖွဲ့အစည်းများရဲ့ Assessment and Evaluation Program Design Development and Implementation များကိုအကြံပေးခဲ့သူဖြစ်ပါတယ်။ဆရာတော့ကျွန်တော်တို့ MBBS ဘွဲ့ကိုမကွေးကနေရရှိတာပြီးတော့မှ Master in Health Administration ကို University of Washington in US နဲ့ Master in Business Administration MBA ကို Portland State University in US ကနေရရှိထားပါတယ်။ဆရာကတော့ American College of Healthcare Executive ရဲ့ member ဖြစ်ပြီးတော့မှ Certified Project Management Professional ကိုလည်း Project Management Institute မှာရရှိတာသူဖြစ်ပါတယ်။အခုလိုမျိုးမအားတဲ့ကြားပြီးတော့မှဆွေးနွေးပြီးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ။ဒီနေ့ကတော့ကျွန်တော်တို့ဆရာတော့အလုပ်မသွားခင်တနိုင်လောက်တော့အချိန်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ sessions sharing ကိုမိနစ်20-30လောက်လုပ်ပြီးတော့မှကျွန်တော်တို့ question answer ကိုကျွန်တော်လုပ်သွားပြီးပါမယ်တကယ်လို့မှ question တွေများလို့အတွက်မပြီးအခြေအနေလောက်ဘူးဆိုရင်တော့ကျွန်တော်တို့ဖွင့်ထားပြီးတော့မှဆရာစီရရတဲ့အခါကျရင်ကျွန်တော် page မှာပြင်တင်ပေးပါမယ်ခင်ဗျာ Okay, thank you ကျေးဇူးပါအားလုံးပဲမင်္ဂလာညနေခင်းပါကျွန်တော်ကတော့ဒေါက်တာမျိုးမြင့်အောင်ဖြစ်ပါတယ်ဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ကတော့ Rapid Needs Assessment and Crisis Coordination ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုကြုံတွေ့နေရတဲ့ငလျင်ဘေးအန္တရာယ်နောက်ဆက်တွဲအနေနဲ့ပြန်လည်ပြီးတော့ကျွန်တော်တို့ရေးပေါ်ကူညီကယ်ဆယ်ကြမယ်ပြန်လည်ထူထောင်ရေးလုပ်တဲ့လုပ်ငန်းများမှာအသုံးချနိုင်ဖို့ရည်ရွယ်ပြီးတော့မှ rapid needs ပေါ့နော်အရေးပေါ်လိုအပ်ချက်တွေကိုကျွန်တော်တို့ဘယ်လိုမျိုးစမ်းစစ်ကြမလဲပြီးရင်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလျင်ဘေးအန္တရာယ်ဟာကျွန်တော်တို့ crisis ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒါအရေးပေါ်ကြုံတွေ့နေရတယ်ပြီးတော့ crisis situation ပေါ့မြန်မာလိုဆိုရင်တော့ကျွန်တော်တို့ဒါတော်တော်ကိုလက်ခဲတီးလေးဖြစ်နေတယ်တုံးတိုက်တိုက်ကြားကြိုက်ကြိုက်ပေါ့နော်ကျွန်တော်တို့ရှူရှူတိုင်းတိုင်းအခြေအနေကအရေးပေါ်ဆောင်ရွက်ရမယ့်အခြေအနေမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဘယ်ဘက်လက်ကလှုပ်တာကိုညာဘက်လက်ကမသိတာမျိုးမဖြစ်ရဘဲနဲ့ဒီ crisis ကာလမှာတူးနဲ့တူးတစ်ဖွဲ့နဲ့တစ်ဖွဲ့ကျွန်တော်တို့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့အပိုင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီလိုဆွေးနွေးခွင့်ရဖို့အတွက်ဖိတ်ခေါ်ပေးတဲ့ကျွန်တော်တို့မြန်မာ Medical Online Campus ပေါ့နော် MMOC အဖွဲ့ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဓိကဆွေးနွေးသွားမှာတော့ကျွန်တော်၄ပိုင်းရှိပါတယ်၄ပိုင်းကိုနိုင်ဝက်လောက်တွင်ရအောင်ပြောရမှာနိုင်ဝက်မိနစ်40လောက်ကျွန်တော်အများဆုံးပြောပါမယ်ပြီးရင်အနည်းဆုံးတော့မိနစ်20လောက်ကြာအောင်ဆွေးနွေးခွင့်ရအောင်ကျွန်တော်အချိန်ပေးသွားပါမယ်အဓိကဆွေးနွေးမယ့်အပိုင်း၄ပိုင်းကတော့ကျွန်တော်တို့ဒီ sphere standard ဆိုတာရှိပါတယ်ကျွန်တော်တို့ humanitarian လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာမဖြစ်မနေလိုက်နာရတဲ့ကျွန်တော်တို့မှာ sphere handbook ဆိုတာရှိပါတယ် sphere ကိုကျွန်တော်မြန်မာလိုဘာသာပြန်မယ်ဆိုတော့စက်ဝန်းသဏ္ဍာန်ပေါ့နော်စက်ဝန်းသဏ္ဍာန် sphere လို့ပဲကျွန်တော်တို့ပြောကြပါတယ် sphere standard ထဲမှာအရေးကြီးတဲ့ standard number 3 assessment တစ်ခုကိုဆောင်ရွက်တဲ့နေရာမှာလိုက်နာရမယ့် key actions တွေဘာတွေရှိသလဲကျွန်တော်တို့မဖြစ်မနေဆောင်ရွက်ရမယ့် indicators တွေဟုတ်လားအညွှန်းကိန်းတွေဘာတွေရှိသလဲအဲ့ဒါကိုကျွန်တော်နည်းနည်းလေးရှင်းပြပါမယ်ရှင်းပြပြီးတော့မှဒီလိုမျိုးရေးပေါ်ကူညီကယ်ဆယ်ဖို့ဆောင်ရွက်နေကြတဲ့ဒီဆရာဆရာမများအားလုံးပါဝင်တက်ရောက်လာကြတဲ့တက်ရောက်တဲ့သူတွေအားလုံးအနေနဲ့ရေးပေါ်လိုအပ်ချက်ကိုစမ်းစစ်တဲ့နေရာမှာကျွန်တော်တို့စနစ်တကျလောက်ကင်မှသာလင်ရေရှည်အတွက်ပေါ့နော်ကျွန်တော်တို့ဒီအရေးပေါ်ကူညီကယ်ဆယ်ပြီးတဲ့အခါကျရင်လုပ်ငန်းတွေကပြီးမသွားပါဘူးနောက်ပိုင်းမှာပြန်လည်ထူထောင်ရေးတွေလာမယ်ပြန်လည်ထူထောင်ရေးကနေပြီးတော့မှဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်တဲ့နေရာမှာကိုလိုချင်တဲ့ရလက်တွေအကျိုးရလက်တွေရဖို့အတွက်ဘယ်လောက်ရေးကြီးသလဲဆိုတာမျိုးကိုလည်းကျွန်တော်ဆွေးနွေးသွားပါမယ်အဲဒီမှာသုံးလို့ရမယ့် tools တွေပြောမယ်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံပေါ်အခြေခံပြီးတော့မှကျွန်တော် tips ပေါ့နော်လိုက်နိုင်ရမယ့် check လေးတွေကိုလည်းကျွန်တော်ထည့်သွင်းပြီးတော့ဆွေးနွေးသွားပါမယ်rapid need assessment လုပ်တဲ့အခါကျရင် tools တွေဘာတွေရှိသလဲအဲ့တော့ဒါကလည်းကျွန်တော် link လေးတွေထည့်ပေးထားမယ် MMOC ကနေပြီးတော့ develop လုပ်ထားတဲ့ link လေးတွေပေါ့နော် tools တွေလည်းကျွန်တော်တို့ဒီမှာ share လုပ်သွားပါမယ်တတိယတစ်ပိုင်းမှာတော့ coordination structure တွေကိုနားလည်ဖို့လိုတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ရေးပေါ်ပြန်လည်ကူညီကယ်ဆယ်တဲ့အချိန်မှာအဖွဲ့တစ်စီးတစ်ခုနဲ့တစ်ခုကြားပြီးတော့တူတယောက်ချင်းစီကြားမှာဘယ်လိုမျိုးဆက်သွယ်ဆောင်ရွက်ကြမလဲဆိုတာကိုကျွန်တော်တို့ global level မှာရှိတဲ့ဟုတ်လားကမ္ဘာလုံးဆိုင်ရာအဆင့်မှာရှိတဲ့ coordination ကနေနိုင်ငံအဆင့်ကနေပြီးတော့မှတိုင်းဒေသကြီးအဆင့်၊စကိုင်းမန္တလေးအဆင့်အဲ့ဒီကနေပြီးတော့မှတကယ်ဖြစ်နေတဲ့မြို့ရွာဒေသအဆင့်မှာရှိတဲ့
coordination ပူးပေါင်းဆောင်ရွက်ခြင်းလုပ်တဲ့လုပ်ငန်းတွေကဘယ်လိုမျိုး complex ဖြစ်တယ်လဲဘယ်လောက်ထိရှုပ်ထွေးနေပြီးတော့ဘယ်လိုမျိုး coordinate လုပ်ရင်ကောင်းမလဲဆိုတာမျိုးကိုလည်းကျွန်တော်ဆွေးနွေးသွားဖို့ရှိပါတယ်မဆွေးနွေးခင်မှာတော့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေမှာဘယ်လိုအခြေခံမလဲဆိုတာကိုဘာတွေကိုထည့်ပြောမလဲဆိုတာကိုသိဖို့အတွက်ကျွန်တော်ရဲ့အတွေ့အကြုံကိုနည်းနည်းလေးဒီ highlight လုပ်ချင်ပါတယ်ကျွန်တော်ကတော့ University of Medicine မကွေးပေါ့နော်ဆေးတက္ကသိုလ်မကွေးမှာတက်တဲ့အချိန်ကလေးကဒီဆေးတက္ကသိုလ် Red Cross ပေါ့နော်ကျွန်တော်ကြက်ချီနီလုပ်ငန်းများမှာလည်းကျွန်တော်ပါဝင်ခဲ့ပူးပါတယ်အဲ့ဒီတော့လည်းကျွန်တော် community based first aid co-trainer အနေနဲ့ဆောင်ရွက်ခဲ့တယ်ဒါကြောင့်မို့လို့အဲ့ဒီတော့ကလည်းကျွန်တော်တို့ဒီမကွေးဒေသမှာမီးဘေးပေါ့နော်မီးဘေးတဲ့နေရာတွေမှာတွားရောက်ကူညီခဲ့စတာမျိုးတွေတွေ့ကြုံရှိခဲ့ပါတယ်ကျောင်းပြီးတဲ့အချိန်မှာတော့ဒီ international NGO တွေတချို့လည်းကြားဘူးပါလိမ့်မယ် Marlin ဆိုတာအရင်တော့ကတော့ Save the Children နဲ့မပေါင်းခင်ရပါတော့ Medical Emergency Relief International ဆိုတာ UK အခြေစိုက်အဖွဲ့ဖြစ်ပါတယ် Mercy Corps ဆိုတာတော့ကျွန်တော်တို့ American အခြေစိုက်အဖွဲ့ဖြစ်ပြီးတော့ဒီအဖွဲ့တွေနဲ့ကျွန်တော် Cyclone Nargis ကာလ2008တွင်မှာအရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုကျွန်တော်ကိုယ်တိုင်ဆောင်ရွက်ခဲ့ပူပါတယ်အဲ့ဒီကာလများမှာလည်းဟလာအရေးပေါ်တစ်ခုဖြစ်ပြီးဆိုရင် Cyclone Nargis မုန်တိုင်းအလွန်ကာလမှာဆိုရင်ကျွန်တော်တို့ဘာတွေလိုအပ်ချက်ရှိသလဲဆိုတာမျိုးကိုကျွန်တော်ကိုယ်တိုင်ကိုကြကွင်းထဲမှာ data ကောက်ယူတဲ့လုပ်ငန်းများကိုဆောင်ရွက်ခဲ့သလိုအဲ့ဒီအဖွဲ့အစည်းတွေမှာလည်းဒီ M&E လုပ်ငန်းများမှာလည်းကျွန်တော်ပံ့ပိုးခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတွေ့အကြုံတွေကိုအခြေခံပြီးတော့ကျွန်တော်ဆွေးနွေးသွားပါမယ်အဲ့ဒီကနေနောက်ပိုင်းကျွန်တော်ဒီ Path to Open Society တို့အဖွဲ့တွေမှာလည်းဒီ coordination ပေါ့နော်ကျွန်တော်အဲ့ဒီတော့ Path မှာဆောင်ရွက်တဲ့ကာလမှာဆိုရင်ကျွန်တော် INGO တွေမြန်မာနိုင်ငံမှာ INGO ပေါင်းများစွာရှိပါတယ်နိုင်ငံတကာ NGO ဖွဲ့စည်းတွေပေါင်းပြီးတော့ဖွဲ့ထားတဲ့ INGO Forum ဆိုတဲ့အဖွဲ့အစည်းမှာလည်းကျွန်တော် steering committee member အနေနဲ့ပါဝင်ပတ်သက်ခဲ့ပူးပါတယ် Open Society ဆောင်ရွက်ခဲ့တဲ့အချိန်မှာလည်းကျွန်တော်တို့ဒေသမှာရှိတဲ့ရပ်ဖက်အဖွဲ့အစည်းတွေနဲ့လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့တဲ့ coordination အတွေ့အကြုံများပေါ်အခြေခံပြီးတော့မှဒီနေ့ကျွန်တော်ရဲ့အတွေ့အကြုံပေါ်အခြေခံပြီးတော့ပေးမဲ့အကြံလေးတွေပေါ့နော်ဆောင်ရွက်ရမယ့်ဟာလေးတွေကိုထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်အခုလက်ရှိမှာတော့ကျွန်တော်ဒီဆေးရုံအုပ်ချုပ်ရေးနယ်ပယ်မှာလုပ်နေပေမဲ့ကျွန်တော်အဓိက focus လုပ်တာ quality နဲ့ patient safety ဘိုင်းဖြစ်ပါတယ်အဲ့တော့ quality လို့ patient safety လို့ပြောလိုက်ပြီဆိုရင်လူနာတွေဘေးရန်ရဲ့ကင်းဖို့ရည်သွေးမြင့်ဖို့လို့ပြောလိုက်တဲ့အခါကျရင်ကျွန်တော်တို့အရေးပေါ်ကူညီကယ်ဆယ်တဲ့လုပ်ငန်းနဲ့ဘာသွားပြီးတော့အခြေခံတူတယ်လဲဆိုရင်ပထမဆုံးတူတာကတော့ do no harm ပေါ့နော်ကိုကုတဲ့လူနာမသေးရအောင်မဖြစ်တဲ့မဲနဲ့ဆေးရုံတက်ပြီးတော့မှကျွန်တော်တို့မဖြစ်တဲ့မဖြစ်ထိုက်တဲ့အန္တရာယ်တွေမဖြစ်ရအောင်ကာကွယ်ရတယ်လို့မျိုးအရေးပေါ်ကူညီတုံ့ပြန်ကယ်ဆယ်ကြတဲ့အဖွဲ့အစည်းများရဲ့အဓိကတာဝန်ကတော့ကိုရောက်နေတဲ့နေရာကိုသွားကယ်တဲ့လူတွေရဲ့လူနေမှုဘဝအခြေအနေကိုရှိနေဖြစ်နေပြီးသားဒုက္ခဘေးဆင်းရဲရတွေပို့ပြီးတော့စိုးမသွားအောင်ပေါ့နော်ကျွန်တော်တို့မှာထိမ့်သိမ်းစောင့်ရှောက်ရမယ်တာဝန်ရှိပါတယ်အဲ့တော့အဲ့ဒါတွေကိုလည်းကျွန်တော်တို့ထည့်သွင်းဆွေးနွေးသွားပါမယ်အဲ့တော့ဒီမှာတော့ကျွန်တော်ရဲ့ဒီ education background ရလဲပေါ့နော်ကျွန်တော်အနေနဲ့တော့ဒီ need assessment တို့ M&E တို့ဒီလုပ်ငန်းများဟာကျွန်တော်နဲ့မစိမ့်တဲ့လုပ်ငန်းများဖြစ်တဲ့အတွက်ကြောင့်အများကြီးအထောက်အကူပြုအောင်ဆွေးနွေးနိုင်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ပထမအဆုံးဒီ Cyclone Nargis ကအတွေ့အကြုံလေးကိုကျွန်တော် case study လေးနဲ့အရင်ဆုံးစပြောပါမယ်အဲ့တော့ Cyclone Nargis ကကျွန်တော်တို့ဘာဖြစ်ခဲ့လဲ2008ခုနှစ်မေလ2ရက်နေ့မှာမုန်တိုင်းတိုက်တယ်လူပေါင်း3သိန်းခွဲဒါစင်းရ3သိန်းခွဲလောက်သေးတယ်ပေါ့နော်ဒေသခံလူတွေနဲ့စကားပြောကြည့်တဲ့အခါမှာ3သိန်းခွဲမကဘူးသေတာဒီထက်ပိုတယ်လို့လည်းကျွန်တော်တို့ပြောကြပါတယ်အဲ့တော့ Cyclone Nargis ရဲ့အတွေ့အကြုံမှာကျွန်တော်တို့ဘာတွေဖြစ်တယ်လဲပထမတစ်ခုကတော့ဒီလက်ပွတ်တာဒေသမှာကျွန်တော်အဓိကလောက်တာဖြစ်တဲ့ကြောင့်လက်ပွတ်တာကိုအခြေခံပြီးပြောရရင်ခြေရွာပေါင်း900လောက်ကျွန်တော်တို့ရှိပါတယ်အဲ့ဒီမှာသွားဖို့ကလည်းရောက်ဖို့နဲတဲ့ခက်တဲ့ဒေသတွေရှိတယ်ပြီးရင်ကျွန်တော်တို့ရွာဒေသတစ်ခုကိုဆင်းတော့မယ်ဆိုရင်ပြမလော့လို့မြစ်တီကနေဖြတ်ပြီးတော့ဆင်းရတယ်ခိုင်းကြီးကျွန်းလိုနေရာမျိုးတွေမြစ်ဝပင်လယ်ဝမှာရှိတယ်ဟလာပိန်းနယ်ကုန်းလိုရွာမျိုးတွေဒီကျွန်တော်တို့ရောက်သွားရတာမျိုးဖြစ်တဲ့ကြောင့်အမြဲတမ်းကျွန်တော်တို့ emergency response လုပ်တော့မယ်ဆိုရင်ဒေသရဲ့ geography ကိုပိုင်နိုင်ကျွမ်းကျင်ဖို့လည်းကျွန်တော်တို့လိုပါတယ်ဒါတွေကိုနားလည်ရမယ်အခုကျွန်တော်တို့သခိုင်းမန္တလေးမှာဖြစ်ပြီးလာကျွန်တော်တို့ရှမ်းပြည်နယ်မှာဖြစ်တယ်ဆိုရင်အဲ့ဒေသရဲ့ဒေသခံ background geographic challenge ကိုနားလည်တဲ့သူတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့သဘာဝဘေးအနေဖြစ်ပြီးဆိုရင် logistic hurdle တွေရှိပါတယ်မုံတိုင်းကျွန်တော်တို့ဒီဟာမုံတိုင်းဖြစ်ပြီးကစားချိန်မှာကျွန်တော်တို့အဲ့ဒီကာလမှာရေးပေါ်ကူညီကယ်ဆယ်ဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေဒေသခံအဖွဲ့အစည်းတွေချက်ချင်းဝင်လို့မရတဲ့ခက်ခဲမျိုးတွေရှိခဲ့တယ်တခါလေကြာရင်လည်းကျွန်တော်အဲ့ဒေသမှာရှိတဲ့ကျွဲတွေနွားတွေအကုန်လုံးသေသွားတာဖြစ်တဲ့ကြောင့်တခြားနယ်ကနေကျွန်တော်တို့ပို့ရတယ်အဲ့တော့အဲ့ဒီမှာကုန်တင်ကားတွေမရတာအစလှေငားလို့မရတာအစအဲ့ဒီကာလမှာကျွန်တော်တို့ operate လုပ်နေတဲ့ UN agency က17ဖွဲ့ရှိတယ် INGO ပေါင်းကအဖွဲ့ပေါင်း40လောက်ရှိမယ်ကျွန်တော်ထင်တာပြီးရင် local NGO ပေါင်း35ဖွဲ့ရှိပါတယ်အဲ့တော့အဲ့ဒီအဖွဲ့မှာဝန်ထမ်းမှာတစ်ဖွဲ့ကို90ရှိတယ်ပဲထားကျွန်တော်တို့ဝင်လိုက်တဲ့လူကြီး9000လောက်ကအဲ့ဒီမြို့မှာဝင်ပြီးတော့နေမယ်ဆိုရင်သူတို့အတွက်နေဖို့ထိုင်ဖို့ကအစဟလာသူတို့တွေရဲ့ဟိုပေါ့နော်ထိုင်ဖို့အတွက်အဆောင်ကအစဒါတွေအကုန်လုံးကအခက်အခဲရှိပါတယ်ဒါတွေကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်နောက်ပြီးတော့မှုန်တိုင်းဖြစ်သွားတဲ့အချိန်မှာစားငံရည်တွေဝင်သွားတယ်အဲ့ဒီမှာရှိတဲ့ဟလာစိုက်တဲ့ပြိုးတွေဟာတွေအကုန်လုံးပြတ်သွားတယ်
အဓိကတော့ကျွန်တော်တို့ပင်လယ်ငါးဖမ်းပြီးတော့အသက်မွေးကြတာဖြစ်တဲ့ကြောင့်ဟုတ်လားကြားဖောင်တွေဆုံးရှုံးတယ်ပိုက်တွေဆုံးရှုံးတယ်လှေတွေဆုံးရှုံးတယ်ဒါတွေအကုန်လုံးလည်းကျွန်တော်တို့ကနားလည်သဘောပေါက်ဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မုန်တိုင်းဖြစ်သွားတဲ့အချိန်မှာဘာဖြစ်သွားလဲဘုန်းကြီးကျောင်းတွေကအစစာသင်ကျောင်းတွေကအစဒီအဖွဲ့အစည်းတွေအကုန်လုံးပျက်စီးသွားတဲ့အချိန်မှာဒါတွေကိုလည်းကျွန်တော်တို့ပြန်လည်ထူထောင်မှုလိုပါတယ်အဲ့တော့ဘာလို့ခဲ့သလဲဆိုရင် Ponja ဆိုပြီးတော့ဒီ ASEAN မှာရှိတဲ့ကူညီကယ်ဆယ်တဲ့နိုင်ငံတွေပူးပေါင်းပြီးတော့မှကျွန်တော်တို့ post market joint assessment ဆိုတာကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်အဲ့ဒီမှာဘာလို့လဲအဲ့ဒီမှာလည်းကျွန်တော်ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပါတယ်ဒီ helicopter တွေနဲ့သွားရတယ်ဟိုဒါ aerial photo ခေါ်တာပေါ့နော်ကျွန်တော်တို့ internet ကနေပြီးတော့ရိုက်လိုက်တယ်ရိုက်လိုက်ပြီးတော့မှအဲ့ data ကိုစက်တကန်ပုံစံမျိုးလေးတွေနဲ့ခွဲလိုက်တယ်စက်တကန်အပိုင်းလေးတွေထဲမှာအပိုင်းတစ်ပိုင်းချင်းစီကတရွာစီကောက်မယ်ဆိုရင်အဲ့စက်တကန်အပိုင်းရဲ့အလေတဲ့မှာရှိတဲ့ရွာကိုကျွန်တော်တို့ helicopter နဲ့သွားဒါမှမဟုတ်လည်းလှေနဲ့သွားကုန်းတန်းကုန်းချောင်းနဲ့သွားပြီးတော့မှကျွန်တော်တို့မလုပ်ရလဲဆိုရင် data သတင်းချက်လက်တွေကောက်ပြီးတော့မှဘယ်လောက်ထိသွားသလဲဘယ်လောက်ပျက်စီးသွားသလဲလူတွေဘယ်လောက်ဆုံးရှုံးသလဲလူဘယ်လောက်ရှိသလဲဆိုတဲ့ village track assessment ကိုကျွန်တော်တို့လုပ်ရပါတယ်အဲ့ဒီမှာလည်းပျက်စီးဆုံးရှုံးမှုနေသားတွေကိုတွက်ချတဲ့ damage and loss assessment ဒါမျိုးတွေကိုကျွန်တော်တို့ဆောင်ရွက်ရပါတယ်အဲ့တော့ဘာကြောင့်ဒီ assessment တွေကအရေးကြီးသလဲ assessment တွေလုပ်မှသာလျှင် assessment ရဲ့သတင်းချက်လက်ပေါ်မူတည်ပြီးတော့မှ donor တွေကိုလက်လန်းမီတဲ့သူတွေက funding တွေရအောင်တောင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ assessment လုပ်တာကတော့ကျွန်တော်တို့လို fee ထဲမှာလုပ်တဲ့ fee level မှာရှိတဲ့သူတွေပေါ့နော်ကျွန်တော်တို့ဝန်ထမ်းတွေကလုပ်တယ်အဲ့ဒီ data တွေကိုကျွန်တော်တို့အချိန်မီပြန်စုစည်းပြီးတော့မှ donor တွေကိုရောက်တဲ့ပေါက်တဲ့သူတွေကပြန်ပြီးတော့မှပြောတယ်ဟာလက်ပေါ်တာမှာတော့ရောင်းဝမ်းဘလောက်ပျက်စီးသွားပြီတဲ့အဓိကလိုတာတော့တောက်ရည်တွေလိုတယ်အိမ်တွေကတော့ဘလောက်ပြန်ပြီးတော့ထူထောင်ဖို့လိုတယ်တဘာဝဘေးရနေနဲ့ပြန်ပတ်သက်ပြီးတော့ပြင်ဆင်ထားတာမရှိဘူးရေကောင်းရေသက်မရတဲ့ရွာတွေကဘယ်နှရွာဒါမျိုးကျွန်တော်တို့ပြောလိုက်မှသာလျှင်နိုင်ငံတကာအဖွဲ့အစည်းတွေဒေသခံအဖွဲ့အစည်းတွေနိုင်ငံတွင်းမှာလည်းကျွန်တော်တို့တထေးတွေစီရပါတော့အလှငွေတွေကျွန်တော်တို့တောင်းလို့ရမှာဖြစ်ပါတယ်အဲ့တော့ assessment လုပ်တဲ့ခါကျရင်အမြဲတမ်းထည့်စဉ်းစားရမှာကျွန်တော်တို့ကဒီတဘာဝဘေးရန်တွေဟာထိခိုက်ပျက်စီးမှုပေါ်မူတည်ပြီးတော့မှတစ်လနှစ်လ3 4 5လ4 5 6လလောက်နောက်နဲ့ပြန်လဲပြီးတော့ဟလာဖြည့်ရှင်းလို့ရမယ်ကိစ္စမျိုးမဟုတ်ဘူးဒါတွေကပျက်စီးဆုံးရှုံးမှုများရင်များသလောက်နှစ်ချီပြီးတော့ကြာတာမျိုးဖြစ်တယ်ဆိုတာမျိုးကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်နာဂစ်ကာလမှာဆိုရင်ကျွန်တော်အဲ့ဒီဒေသမှာ2008ကနေ12လောက်ထိကျွန်တော်လောက်တာကိုမှတ်မိပါတယ်4နှစ်ပေါ့နော်ဒါပေမဲ့လည်းအကုန်လုံးပတ်စာခွာဖြာသိမ်းလောက်တာဆိုရင်10နှစ်လောက်ထိပြန်ပြီးတော့ထူထောင်ရတာမျိုးရှိခဲ့ပါတယ်ဆိုလိုချင်တဲ့သဘောကတော့ assessment လုပ်တဲ့အချိန်မှာအခုလောလောဆယ်အရေးပေါ်လိုအပ်နေတဲ့လူတွေမှာအရေးပေါ်လိုအပ်တာရေတို့ဟုတ်လားကျွန်တော်တို့အစားအသောက်လိုမယ်နေဖို့အတွက် shelter လိုမယ်လာပြီးရင်သူတို့အတွက်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလိုမယ်ဒါကတော့အရေးပေါ်လိုတာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ရေရှည်ပြန်လည်ထူထောင်ဖို့အတွက် recovery အတွက်အိမ်တွေစောင့်မလားသူတို့လိုမျိုးမှုန်တိုင်းတွေပြန်တိုက်ပြီးဆိုရင်မှုန်တိုင်းခံနိုင်တဲ့အဆောက်အဦတွေကျွန်တော်တို့ဘယ်လိုစောင့်မလဲပြီးရင်လူတွေကပထမအဦးဆုံးတော့ဘာဖြစ်လဲကျွန်တော်လည်းကိုယ်တိုင်စဉ်းစားကြည့်တော့နော်ငါသာသဘာဝဘေးရနေခံရင်ငါဘာလို့မလဲပထမအဦးဆုံးတော့ကျွန်တော်ရေသက်တစ်မိနစ်ဆိုတော့ရေတောက်ချင်မှာပေါ့ရေလိုမယ်ရေတောက်ပြီးတဲ့အခါကျရင်တော့ကျွန်တော်ဗိုက်စာလာမှာပေါ့ဗိုက်စာမယ်ဆိုရင်ထမင်းအသက်9ရက်ထမင်းတို့စားတောက်တို့ခောက်ဆွဲကြောက်တို့မုံနေရိတ်ခါတွေကျွန်တော်လိုမှာပေါ့ဒါပေမဲ့လူဆိုတာလူပီပီရက်တည်ဖို့လိုတယ်ကျွန်တော်ခန္ဓာကိုယ်မှာအဝတ်စားရှိရမယ်ကျွန်တော်စားဖို့တောက်ဖို့အတွက်ဟလာကျွန်တော်အတွက်သွားတိုက်ဆေးလေးရှိရမယ်ကျွန်တော်သွားတိုက်ခြင်းနဲ့ခေါင်းဖိခြင်းနဲ့ဒါတွေကအစဒါတွေ dignity kit hygiene kit ဒါမျိုးတွေကျွန်တော်တို့လိုမှာပေါ့အဲ့ဒီကနေပြီးတော့မှကျွန်တော်နေဖို့အတွက်အမိုးအကာလေးတော့ကျွန်တော်လိုချင်တယ်ဆိုရင် shelter လိုမျိုးတစ်ခုကျွန်တော်လိုမှာပေါ့အဲ့ဒီကနေပြီးပြီဆိုရင်အခြေခံ needs တွေပြည့်သွားပြီဆိုရင် Maslow hierarchy of needs ကျွန်တော်တို့ဘာတွေလိုတယ်လဲဆိုရင်လူတွေကအခြေခံ basic needs တွေပြည့်ရင်တော့ငါမိသားစုငါစောင့်ရှောက်ခြင်းနဲ့မိသားစုဆုံးရှုံးသွားပြီဆိုရင်တော့ငါခြေထောက်ပေါ်ငါပြန်ရက်ခြင်းနဲ့ဆိုပြီးတော့အလောက်ကင်လိုပါတယ်ဒါကြောင့် recovery လုပ်ငန်းတွေမှာအလောက်ကင်တွေထည့်စဉ်းစားရမယ်သူတွေကိုဘယ်လိုလုပ်ပေးရမလဲဒါမျိုးတွေနဲ့ကျွန်တော်တို့လုပ်ခဲ့ပါတယ်ဒီလက်ပေါ်တာဒေသမှာဆိုရင်လည်းကျွန်တော်တို့ပြန်ပြီးတော့မှအလောင်းကောက်တာအစပြန်ပြီးတော့တီဆောင်ရေးလုပ်ငန်းလုပ်တာအစ NGO တွေမှာဝန်ထမ်းခံတာအစဒေသခံဝန်ထမ်းများကိုကျွန်တော်တို့ဦးစားပေးပြီးတော့ခန့်ခဲ့ပါတယ်ကျွန်တော်တို့ success story တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်နဲ့တွဲလုပ်ခဲ့တဲ့ဝန်ထမ်းတစ်ယောက်ပေါ့နော်အခုတော့ဆရာကြီးဖြစ်နေပါပြီဆရာစိုးမြတ်နိုင်ပေါ့နော်ဆရာစိုးမြတ်နိုင်ဆိုတာလက်ပေါ်တာ data ကနေကျွန်တော်တို့ recruit လုပ်ပြီးတော့မှလက်ပေါ်တာ data မှာ M&E လုပ်ငန်းတွေလုပ်ဒီ program တွေမှာ win လုပ်ပြီးတော့မှနိုင်ငံတကာအဆင့်မှာကျွန်တော်တို့အရေးပေါ်ကူညီကယ်ဆယ်ရေးကျွမ်းကျင်တဲ့ပညာရှင်အနေနဲ့အာဖရိကနိုင်ငံထိသွားလုပ်နိုင်ခဲ့တာမျိုးတွေကျွန်တော်တို့ရှိပါတယ်အခုဆိုလည်းမြန်မာနိုင်ငံမှာပြန်ပြီးတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေအရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာဆရာတစုအနေနဲ့ပြန်ပြီးတော့ကူညီပံ့ပိုးနေပါဒါတွေကိုကျွန်တော်တို့ကထည့်စဉ်းစားရပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ cyclone nuggets response မှာကျွန်တော်တို့ဝင်လာမယ် UK ကဝင်လာမယ်မာလင်ကအဖြူတွေဝင်လာမယ်ဟေ့အဖြူဆရာဝန်တွေလုပ်မယ်အဖြူသူနာပြုတွေလုပ်မယ်အဖြူတွေက9နှစ်လောက်လုပ်သူတို့လည်းလကရစရာရှိတာတွေရပြီးတော့အချိန်တန်ပြန်ဆိုတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာအနာဂတ်ဘေးရန်တွေကြုံလာတဲ့ခါကျရင်ပြန်လဲတုံ့ပြန်ရင်ဆိုင်နိုင်မဲ့သူမျိုးတွေမရှိတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့ဒါမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ကဘာလုပ်ရမလဲ need assessment ကလေးကကြိုတင်ထည့်သွင်းစဉ်းစားထားဖို့လိုပါတယ် okay ဒါ cyclone nuggets ရဲ့အခြေအနေကိုကျွန်တော်ပြောလိုက်တာပေါ့အဲ့ဒါဆိုရင် Sphere Standard Assessment အကြောင်းပြောအောင်
အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကဘာကုန်း6လုံးကျွန်တော်ပြောပါမယ်နော်ဘာကုန်း6လုံးကိုနားထောင်ပါဘာကုန်း6လုံးရပြီဆိုရင်ကျွန်တော်ပြောတဲ့ပထမတစ်ပိုင်းကိုရပါလိမ့်မယ်အဲ့တော့ need assessment ကဘာကြောင့်လုပ်ရတာလဲကျွန်တော်ပြောပြသွားပြီနော်ဘာကြောင့်လုပ်ရတာလဲဆိုတော့ need assessment ဆိုတာကဘာနဲ့တူသလဲကျွန်တော်တို့ဖရာတရားတော်မှာဗုဒ္ဓမြတ်စွာဘုရားဟာလာဒီဖရာလောင်းမှာပါရမီဖြည့်နေတဲ့ကာလမှာဝေဒန်ညာမင်းကြီးကကိုယ့်စီမှာလာပြီးတော့ပုံနာလှူတယ်ဟိုကတောင်းရင်ဟိုကပေးလိုက်ဖရာမင်းစည်းစိမ်တောင်းတော့မင်းစည်းစိမ်ပေးလိုက်တယ်နောက်ဆုံးမိဘာလာတောင်းတယ်လဲဆိုတော့သားနဲ့သမီးကိုတောင်းတယ်သားနဲ့သမီးကိုတောင်းတဲ့အချိန်မှာသားနဲ့သမီးနဲ့ပေးလိုက်တယ်အတိတ်ပဲကပါလဲပေါ့နော်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်းဟောထားတယ်ပေါ့နော်ကျွန်တော်တို့လှူတယ်တန်းတယ်ဆိုတာဘာဖြစ်ဖို့လို့လဲဘယ်သူအကျိုးရှိတာလဲအများစုကထင်တယ်လှူတယ်တန်းတယ်သွားပြီးတော့ကုညီကယ်ဆယ်တယ်ဆိုတာကိုအကျိုးရှိတယ်ကိုကုသိုလ်ရတယ်ထင်နေတာမဟုတ်ဘူးပေါ့နော်အဓိကတော့ဘယ်သူအကျိုးရဖို့လို့လဲအလှခံပုဂ္ဂိုလ်အကျိုးရဖို့လိုပါတယ်အလှခံပုဂ္ဂိုလ်ကမျက်လုံးလိုရင်မျက်လုံးပေးဖို့လိုပါတယ်အလှခံပုဂ္ဂိုလ်ကသားနဲ့သမီးလိုရင်ဇာလီနဲ့ကနာစိန်ကိုပေးဖို့လိုပါတယ်အလှခံပုဂ္ဂိုလ်ကကျွန်တော်တို့ရေလုံနေတဲ့ချိန်မှာခောက်ဆွဲကြောက်ပါသွားပြီးအလကားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘာလုပ်ရမလဲဒါတွေကို needs တွေကိုသေချာသိမှသာလျှင်ထိထိရောက်လှူဒန်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ needs assessment လိုအပ်ချက်တွေကိုစမ်းစစ်တတ်ဖို့လိုပါတယ် why ဘာကြောင့်လဲပေါ့ကောင်းကောင်းမစမ်းစစ်ရင်ဘာဖြစ်တတ်တယ်ကောင်းကောင်းမစမ်းစစ်ရင်ခုတ်ရာတခြားရှာရာတခြားဖြစ်တတ်ပါတယ်ဖြစ်နေတာကြတော့လိုအပ်နေတာကြတော့ကျွန်တော်တို့ဟလာနေဖို့အတွက်အစာအုပ်လိုနေတာအဲ့ချိန်မှာသွားပြီးတော့ကျွန်တော်တို့က cash တွေပဲသွားပေးတယ်ငွေတွေပဲလူဆိုရင်နေဖို့မှနေရာမရှိတာဒီ cash ကလည်းပေးလိုက်တဲ့3သိန်းလောက်နဲ့ကျွန်တော်ဘယ်လိုလုပ်အိမ်ဆောက်လို့ရမှာလဲဘယ်လိုလုပ်ကျွန်တော်တာပေါ်လင်လေးနဲ့အမိုးလေးနဲ့တောင်ရောက်လို့ရမှာလဲဒါမျိုးဆိုရင်လိုအပ်ချက်နဲ့ပေးလိုက်တဲ့ဟာနဲ့မကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်ဘယ်သူတွေကလောက်ကြမလဲဘယ်သူတွေအတွက်လုပ်မလဲ who to whom ပေါ့နော်ဘယ်သူကလုပ်မလဲဆိုတော့များသောအားဖြင့်ကတော့ဒီမှာပြထားတဲ့ time frame when ကိုစပြောပါမယ်နော်အဲ့တော့ phase 1ကတော့ပထမ82နာရီမှာအရေးပေါ် initial assessment လုပ်ဖို့ဆိုတာ data ထဲမှာ data တွင်းမှာရှိနေတဲ့ပြည်သူများကဥဆောင်မှုလိုပါတယ်။စကိုင်းမန္တလေးမှာရှိတဲ့သူတွေကပြောမှသာဘယ်လောက်တော့ထိသွားပြီဟဲ့မဟာမျက်မှုနိဖာဖျားကြီးတော့ဘလို့ဖြစ်တယ်ဟဲ့ငါတဲ့အထက်တိုက်စောက်တွေကတော့ဘယ်နှခုကျိုးပြိုတယ်ဟဲ့စကိုင်းမှာတော့တစ်မျိုးလုံးပျက်စီးသွားပြီစသဖြင့်ဒါတွေအကုန်လုံးကဒေသခံလူတွေစီကနေကျွန်တော်တို့လာပါတယ်အဲ့ဒီကနေပြီးတော့မှတစ်ပတ်နှစ်ပတ်လောက်တွင်းကြရင် rapid assessment ဆိုတာလုပ်ရပါတယ်အဲ့တော့အဲ့ဒီခါကျရင်တော့ကိုယ်တိုင်သွားပြီပေါ့နော်သူများတွေပြောတဲ့ဒေသခံလူတွေပြောတဲ့ဟာပေါ်မှာမိတီတာမျိုးမဟုတ်ဘဲနဲ့ဟဲ့ငါတို့ရောက်အောင်သွားမယ်ဟဲ့ကူဖို့အတွက်ခောက်ဆွဲကြောက်တယ်အစားတောက်တင်ဟလာရေတင်ဆေးဝါးတင်ဆိုပြီးတော့မှဒေတာကိုသွားတဲ့အချိန်မှာကျွန်တော်တကားတဲ့ကုရင်းနေပါလို့ရမလဲ data သတင်းချက်လက်များစပြီးတော့ကောက်ရပါမယ်အဲ့ဒါကို rapid assessment လို့ခေါ်ပါတယ်အဲ့လိုကောက်လိုက်တဲ့အချိန်မှာတော့အဓိကဘာလုပ်ရလဲအဓိကဦးစားပေးရမှာ SPIA standards မှာ focus လုပ်တဲ့ sector ၄ခုကိုဦးစားပေးပြီးတော့ကောက်ရပါမယ်အဓိကဘာလဲ water and hygiene ပေါ့နော်ကျွန်တော်ရေဘယ်လောက်လိုသလဲတကိုယ်ရေတန်ရှင်းပတ်ဝန်းကျင်တန်ရှင်းတွေဘယ်လောက်ထိလိုအပ်ချက်ရှိနေသလဲပြီးရင်ကျွန်တော်တို့အစားအသောက်ခုနပြောယူသွားပြီနော်ရေသက်တမနဲ့ပြီးတော့မှအစားအသောက်က9ရက်အစားအသောက်ကဘာတွေလိုသလဲဘယ်လိုမျိုးဖြစ်နေသလဲလူတွေမစားဘူးလားဘယ်လိုမျိုးအစင်မပြေဖြစ်နေကြတယ်လေဒါမျိုးတွေကျွန်တော်တို့နားလည်ရမယ်တတိယတစ်ခုကတော့ shelter နေဖို့အတွက်အဆင်ပြေလားဘာတွေလိုသလဲဒါတွေကိုကျွန်တော်တို့သွားဖို့မေးဖို့လိုပါတယ်ပြီးတော့မှကျွန်တော်တို့နောက်တစ်ခုရေးကြည့်တာတော့ health care ပေါ့နော်လူတွေကဒီလိုမျိုးသဘာဝဘေးရန်ဖြစ်ပြီးဆိုရင်အများသောအားဖြင့်ထိခိုက်ရှာနာဒဏ်ရာတွေဖြစ်တတ်တယ်ကျွန်တော်တို့လည်း Nagis မုန်တိုင်းပြီးကစားမှာဖြစ်ခဲ့တာတွေကအများသောအားဖြင့်ဒဏ်ရာရကြတယ်တချို့တွေဆိုရင်6တွေမှာအနာတွေဖြစ်တယ်ပြန်ပြီးတော့မချုပ်နိုင်ဘူးအဲ့ဒီကနေပြီးတော့ပိုးဝင်တယ်ဒါမျိုးတွေကအစားပေါ့နော်ဝမ်းရောဂါတွေဖြစ်မှလားပြီးရင်ကျွန်တော်တို့ what that ပေါ့နော် measles what that လိုဟာမျိုးတွေဖြစ်တယ်ဒါမျိုးတွေကအစားကျွန်တော်တို့တေးသေးချာချာကြည့်ဖို့မေးဖို့လိုပါတယ်နှစ်ပတ်ကနေ၄ပတ်လောက်ခါကြားတဲ့ခါကျရင်တော့ in-depth assessment ကျွန်တော်အသေးစိတ်သွားရအောင်အဲ့တော့ in-depth assessment လို့ပြောတဲ့ခါကျရင် rapid assessment နဲ့ in-depth assessment ဘာကွာသလဲ initial assessment ဆိုတာကကြတော့ဟာလူတွေဘယ်လောက်သေးသလဲဟေ့အိမ်ဘယ်တစ်ခုပြိုသလဲဟေ့ရွာတွေဘယ်လောက်ဖြစ်သလဲဆိုတာမျိုးအကြမ်းမြင့်ခံမှန်းတာက initial assessment တနည်းအားဖြင့်30,000 foot level ပေါ့နော်ကျွန်တော်တို့ပေ3000မြင့်မှာပြန်နေတဲ့လေယာဉ်ပေါ်ကကြည့်တဲ့ level လောက်ပဲကျွန်တော်တို့ကလုပ်တယ် aerial assessment ဆိုပြီးတော့ကျွန်တော်တို့ satellite image တွေကိုသုံးပြီးတော့လည်းကျွန်တော်တို့လုပ်လို့ရတယ် rapid assessment ကကြတော့ bell level ရောက်သွားပြီလဲဆိုရင်ခုနပြောတဲ့၄ခုကို overview မေးလိုက်တာပေါ့ဟုတ်လားလူဘယ်နှယောက်ရေတောက်ဖို့လိုသလဲအစားတောက်လိုသလဲဟေးအိမ်ဘယ်နှလုံးလိုမလဲအဲ့လောက်ကလေးမေးလိုက်တာ rapid assessment ဖြစ်ပါတယ် in-depth assessment ဆိုတာကကြတော့ကျွန်တော်တို့ SPIA ထဲမှာပြထားတဲ့ standards တွေရှိပါတယ်ဒီ sector ၄ခုမှာရှိတဲ့ standards များ indicator များအတိုင်းဟုတ်လားကျွန်တော်တို့စေဝါနဲ့ပတ်သက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုလေအသေးစိတ်မေးရပါမယ်။ကျန်းမာရေးစောင့်ရှောက်မှုမှာဘယ်လိုမျိုးရင်ရရှိခဲ့တယ်လဲ။ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီးတော့ဘာယောဂါတွေဖြစ်များတယ်လဲ morbidity ဘယ်လိုမျိုးယောဂါတွေဆေးကန်းတွေမှာလာပြီးတော့ပြကြတာများတယ်လဲ mortality ဘာတွေနဲ့လူတွေတေတာတွေ့တယ်လဲ။ပြီးရင်အဲ့ဒီမှာဝန်ထမ်းအင်အားတွေဘယ်လောက်ရှိသလဲဒီမုန်တိုင်းမဖြစ်ခင်တုန်းကတဘာဘေးအနေမဖြစ်ခင်တုန်းကကျွန်တော်တို့ဘယ်လောက်ထိကူညီဆောင်ရှောက်နိုင်ခဲ့သလဲအဲ့လိုကူညီဆောင်ရှောက်နိုင်တဲ့ဆေးရုံတွေဆက်ပြီးတော့ဖွင့်နိုင်သေးသလားဆေးကန်းတွေပိတ်သွားပြီလားဆေးကန်းတွေဆေးရုံတွေပိတ်သွားပြီဆိုတော့လောလောဆယ်ကူညီနေတဲ့သူတွေဘယ်သူတွေရှိသလဲဆေးဝါးဆိုဘယ်လိုဆေးဝါးမျိုးတွေလိုမလဲအဲ့လိုမျိုးပေါ့နော် indicator အလိုက်အသေးစိတ်
နှိုက်ပြီးတော့မေးတာက in-depth assessment ဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ဖြစ်တာ28ရက်နေ့ကဖြစ်တာဆိုတော့10ရက်လောက်ကျော်ပြီပေါ့နော်10ရက်2ပတ်4ပတ်အတွင်းဖြစ်ပြီဆိုတော့ in-depth assessment လုပ်ဖို့အချိန်ခါဖြစ်ပြီဖြစ်ပါတယ်အခုလဲဒီ in-depth assessment data တွေထွက်လာတာတွေတွေ့ပါတယ် MSR တို့ဘာတို့ကနေထွက်လုပ်ပြီးတော့မှထွက်လာတဲ့ data တွေတွေ့ရင်အဲ့ data တွေကိုသုံးပြီးတော့မှတကယ်လိုအပ်ချက်ရှိတဲ့နေရာတွေကိုမျက်လုံးလိုရင်မျက်လုံးပေးသားနဲ့သမီးလိုရင်သားနဲ့သမီးပေးနိုင်အောင်ကျွန်တော်တို့စူးစမ်းရမှာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့အချိန်နည်းနည်းရလာပြီဆိုရင် in-depth assessment မှာ recovery လုပ်ငန်းတွေကထည့်စဉ်းစားပါမယ်ကျွန်တော်ပြောပြပါပြီလူတွေအကုန်လုံးကအခြေခံ basic needs တွေ human dignity ပေါ့နော်လူတွေမှာရှိသင့်ရှိလိုက်တဲ့ရသင့်ရလိုက်တဲ့ basic needs တွေပြည့်ပြီဆိုရင်နောက်တဲ့ level တစ်ခုကလူတွေကအလုပ်လုပ်ချင်တယ်ကိုယ့်ခြေထောက်ပေါ်ကိုပြန်ပြီးတော့ရက်တည်ချင်ပါတယ်အဲ့တော့အဲ့ဒါမျိုးပြန်ရက်တည်နိုင်မှုတော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင်အလုပ်ပေးရမှာပေါ့နော်အလုပ်ပေးဖို့အတွက်ဘယ်လိုအလုပ်တွေပေးရင်ကောင်းမလဲငါတို့ကန်နေပြန်ပြီးတော့ဖော်ရမှာလားရခိုင်ဒေသမှာစိုက်ကလုန်းဂီရီဖြစ်တဲ့အချိန်မှာကျွန်တော်တို့စမ်းငံရည်တွေဝင်သွားတယ်စမ်းငံရည်ဝင်သွားတယ်ကျွန်တော်တို့လေကွင်းတွေကိုပြန်ပြီးတော့ကျွန်တော်တို့ကန်ပေါင်တွေတာယူတွေပြန်ဆောက်တယ်ကန်ပေါင်တွေတာယူတွေဆောက်တဲ့နေရာမှာရတာပေါ့စက်ကရိယာတွေသုံးပြီးဆောက်လိုက်ရင်2ရက်3ရက်နဲ့ပြီးတယ်ဒါပေမဲ့လည်းလူတွေကိုအလုပ်ပေးခြင်းတဲ့အတွက်ကြောင့်လူအင်အားနဲ့ပြန်ပြီးတော့ဆောက်တာမျိုးတွေပြင်တာမျိုးတွေလည်းကျွန်တော်တို့လုပ်ဖို့လိုပါတယ်အဲ့ဒါမျိုးတွေထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ဘာကြောင့်လုပ်တာလဲဘယ်သူကလုပ်တာလဲဘယ်သူတွေအတွက်လုပ်တာလဲဘယ်အချိန်မှာလုပ်တာလဲဘယ်လိုလုပ်ကြမလဲအဲ့တော့ဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်လုပ်တဲ့အချိန်မှာလုပ်တဲ့လုပ်ငန်းများတိုင်းဟာတေချာအစီအစဉ်ဆွဲထားဖို့လိုပါတယ်အဲ့တော့ဒီမှာပြထားတဲ့ cycle ပေါ့နော်ဘာလုပ်ရမလဲ assessment တစ်ခုမလုပ်ခင်မှာကြိုတင်ပြီးတော့ပြင်ဆင်ရမယ် prepare လုပ်ရမယ်ပေါ့နော် plan လုပ်ရမယ်ငါတို့ဘယ် form နဲ့ကောက်မှာလဲဟေ့ဘယ်ရွာတွေကိုသွားပြီးတော့ကောက်မှာလဲဟေ့ team ထဲမှာလူဘယ်နှယောက်ပါမှာလဲဟေ့ကောက်တဲ့ချိန်မှာငါတို့လှေနေသွားမှာလားကားနဲ့သွားမှာလားလမ်းကြောင်းကုန်းကြောင်းပဲလမ်းလျှောက်သွားမှာလားဘယ်လိုသွားမှာလဲသွားတဲ့ခါကျရင်တရွာမှာ assessment form ကို quantitative ငါတို့ form တွေကဘယ်နှဆောင်ကောက်မှာလဲ10ဆောင်ကောက်မှာလား12ဆောင်ကောက်မှာလားငါတို့ quantitative ကောက်ဖို့အချိန်မရဘူး qualitative လူတွေနဲ့စကားပြောမယ် FGD ဘယ်နှခုပြောမှာလဲဒါမျိုးတွေကအစပေါ့နော် key informant interview လူတွေနဲ့ interview လုပ်မှာလားဒါတွေကိုကျွန်တော်တို့ကြိုတင်ပြီးတော့ plan ဆွဲထားရပါတယ် plan ဆွဲပြီးတော့မှလုံးမဲ့လုပ်ငန်းမှာ data တွေထွက်လာရင် data တွေကိုဘယ်လိုပြန်ပြီးတော့သုံးမှာလဲဘယ်လိုမျိုး summarize လုပ်မှာလဲငါတို့ဒါတွေကိုပြန်ပြီးတော့မှ report ဘယ်လိုပြန်ရေးမှာလဲ report က2မျက်နှာရေးမှာလား4မျက်နှာရေးမှာလားရေးပြီးသား2မျက်နှာ4မျက်နှာကိုလူတွေနားလည်နိုင်အောင် infographics နဲ့1မျက်နှာဘယ်လိုပြန်ထုတ်မှာလဲဒါတွေအကုန်လုံးစီစဉ်တာဟာ design ဖြစ်ပါတယ် design လုပ်ပြီးတဲ့အခါကျရင်ငွေလိုတာပေါ့ဟုတ်လားဒါတွေသွားပြီးတော့ကောက်မယ်ဆိုရင် form တွေအတွက်ကျွန်တော်တို့လိုအပ်တဲ့ငွေတွေရှာရမယ် form တွေ print ထုတ်ရမယ် team တွေအတွက်ကျွန်တော်တို့ party တွေပေးရမယ်သူတို့အတွက်စားဖို့တောက်ဖို့စရိတ်တွေပေးရမယ်ဒါမျိုးတွေအကုန်လုံးကျွန်တော်လုပ်ပြီးတော့မှအစင်းစင်းဖြစ်ပြီဆိုရင်သွားပြီးတော့ data ကောက်ပါတယ် implement လုပ်ပါတယ် implement လုပ်ပြီးတော့မှရလာတဲ့ data များကိုကျွန်တော်တို့ကပြန်ပြီးတော့ခွဲခြမ်းစိတ်ဖြာသုံးသပ်တဲ့ data တွေကိုထည့်ပြီးတော့မှ report ထဲမှာ analyze လုပ်တယ် analyze လုပ်ပြီးတော့မှ report ရေးပြီးတော့ပြန် share လုပ်တယ်ဒါကိုဘာခေါ်လဲဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့ how ကိုကျွန်တော်ရှင်းပြသွားတာဖြစ်ပါတယ်အဲ့တော့လုပ်တဲ့အချိန်မှာလုပ်တဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့မှတချို့ assessment လုပ်ငန်းလေးတွေကမြန်တယ်ကုန်ကျစရိတ်နည်းတယ်ဘယ်လိုဟာမျိုးလဲ qualitative သွားပြီးတော့ interview လုပ်လိုက်တယ်ဆိုရင်မြန်တယ်ကုန်ကျစရိတ်နည်းတယ်ဒါပေမဲ့generalize သိလို့မရဘူးပေါ့နော် qualitative data တွေက generalize လုပ်လို့မရဘူးအများသောအားဖြင့် quantitative လုပ်ပြီးဆိုရင် survey တွေလုပ်ပြီးဆိုရင်ပို့ပြီးတော့ကုန်ကျစရိတ်များမယ်ပြီးတော့လူရင်းကငွေရင်းကလုပ်မယ်ဒါတွေအကုန်လုံးကိုထည့်သွင်းစဉ်းစားပြီးတော့မှငါတို့ဘယ်လိုပုံစံမျိုးလုပ်မလဲဆိုတာကိုဆုံးဖြတ်ဖို့လိုပါတယ်ဒါဆိုရင်တော့ကျွန်တော်ဘာကုန်း6လုံးတော်တော်များဖြည့်ပြီးသွားပြီပေါ့နော် why when how who to whom ဘယ်လိုလုပ်ကြမလဲဒါတွေကိုကျွန်တော်ပြောပြီးသွားပြီOkay အဲ့ဒါဆိုရင် SPIA standards ရဲ့ကျွန်တော်တို့အရေးကြီးတဲ့ action 12ခုပေါ့နော် action 12ခုနဲ့ indicator 6ခုကိုကျွန်တော်အကြမ်းမြင် run through လေးပြောပါမယ်အဲ့တော့ဒါတွေကတော့စာထဲမှာလည်းရှာဖတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တစ်ခုချင်းစီကိုတော့အသေးစိတ်စာဖတ်ပြမှာမဟုတ်ပါဘူးသို့တော်လည်းကျွန်တော်အတွေ့အကြုံပေါ်အခြေခံပြီးတော့မှဘယ်နေရာတွေမှာဟာတယ်ပေါ့နော်များသောအားဖြင့် assessment တွေလုပ်တဲ့အခါကျရင်ဘယ်နေရာတွေမှာလိုလဲဆိုတာမျိုးကိုကျွန်တော် highlight လုပ်သွားမှာဖြစ်ပါတယ်ပထမအဆုံးgap ဖြစ်တာတော့ဘာလဲဆိုတော့ကျွန်တော်တို့က assessment သွားလုပ်ပြီးသူများဒေသမှာအရေးပေါ်ကူညီကယ်ဆယ်ဖို့အတွက်သွားလုပ်ကြပြီဆိုရင် data တွေကောက်ကြပြီဆိုရင်အများသောအားဖြင့်ဘာ miss ဖြစ်သွားလဲဆိုရင်ကိုကကယ်ဆယ်ရှင်ကြီးပေါ့ကိုကကယ်ဆယ်တဲ့သူကြီးသူတို့ကတော့ကယ်ဆယ်ခံမဲ့သူတွေဆိုပြီးတော့ကိုသွေးနှစ်ထင်ရောက်ပြီးတော့မှကျွန်တော်တို့ကဘာလုပ်တယ်လဲဆိုရင်ဒေသခံလူတွေရဲ့လုံနိုင်ကိုင်နိုင်တဲ့ capacity ဒေသခံလူတွေရဲ့လုံလေလုံထရှိတဲ့ delay ထုံးနှံအစဉ်လားဒေသခံလူတွေမှာရှိပြီးသား infrastructure တွေရှိပြီးသားဟာတွေကိုကျွန်တော်တို့ကမေးတတ်ပါတယ်သူတို့မှာရှိပြီးသားဟာတွေရှိတယ်သူတို့မှာဘာတွေရှိပြီးသားရှိတယ်ဥပမာကျန်းမာရေးဆိုလဲသူတို့မှာသူတို့ဆေးရုံရှိပြီးသားဆေးကန်းရှိပြီးသားရွာတွေမှာလိုက်ပြီးတော့ပေးနေတဲ့ community health workers တွေရှိပြီးသားကာကွယ်ဆေးဆိုထိုးမိတဲ့စနစ်ကရှိပြီးသားအဲ့တော့ရှိပြီးသားဟာတွေကိုနားလည်အောင်ကြိုးစားဖို့လိုပါတယ်အဲ့ဒါတွေကိုနားလည်အောင်ကြိုးစားပဲနဲ့ရှိပြီးသားကာကွယ်ဆေးထိုးစနစ်ကိုမလုပ်ဖဲနဲ့သူတို့တွေကမိုးရာသီဝင်တော့မယ်တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုတယ်ဆိုပြီးတော့တုပ်ကွေးကာကွယ်ဆေးတွေယူပြီးတော့ရွာမှာသွားထိုးပေးလို့မရပါဘူး
ဒေတာကံမှာရှိတဲ့ဆေးရုံဆေးကန်းတွေပိတ်သွားရင်ဆေးရုံဆေးကန်းတွေကနေအလုပ်ပြုတ်သွားတဲ့အလုပ်ခဏနားသွားတဲ့ဆရာဝန်တွေသူနာပြုတွေရှိပါတယ်အဲ့တော့အဲ့ဒီဆရာဝန်တွေသူနာပြုတွေအကုန်လုံးကိုထည့်မသုံးမဲနဲ့သူတို့ကိုကျွန်တော်တို့အကူအညီမတောင်းမဲနဲ့လာဟေးတရုတ်နိုင်ငံကလာတဲ့ဆရာဝန်တွေခေါ်ခဲ့စင်ကာပူကဆရာဝန်တွေလာတခြားနိုင်ငံဆရာဝန်တွေလာဆိုပြီးတော့ကျန်တဲ့ဆရာဝန်တွေအကုန်လုံးခေါ်ပြီးတော့ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ကူညီကယ်ဆယ်နိုင်တဲ့ဆရာဝန်တွေသူနာပြုတွေဒါမှမဟုတ်လဲကျွမ်းကျင်ပညာရှင်တွေအကုန်လုံးကိုထည့်မသုံးမဲနဲ့အပြင်ကလူတွေကြီးပဲကျွန်တော်တို့လှုပ်သွားလို့မရပါဘူးဒါကြောင့်ဘာလုပ်ရမလဲpre-disaster information ကိုကျွန်တော်တို့မေးရပါမယ်နားလည်အောင်လုပ်ရပါမယ်နောက်တစ်ခုကတော့နံပါတ်2နဲ့3နဲ့ကတော့အထူးထွေပြောစရာမလိုပါဘူးကျွန်တော်လုပ်နေပြီးသားဖြစ်တယ်အခုတက်လာတဲ့ Facebook မှာတက်လာတဲ့ဟာတွေကိုကြည့်လိုက်တဲ့ဆိုရင်ချက်ချင်းဖြစ်ပြီးဆိုတာနဲ့ဟလာဓာတ်ပုံတွေတက်လာတယ်ဘယ်လောက်ထိခိုက်သလဲပြကျလာတဲ့ပုံတွေဟုတ်လားပြိုလဲတဲ့ပျက်စီးတဲ့ဟာတွေကိုကျွန်တော်ချက်ချင်းတွေ့ရပါတယ်အဲ့ဒီမှာတစ်ခုပဲ queue site ဟာမှာတော့ဗာလေကျွန်တော်တို့ humanitarian လုပ်ငန်းများမှာအရေးကြီးတဲ့ principle humanitarian charter ဆိုတာရှိပါတယ် humanitarian charter ဆိုတဲ့လမ်းပြမြေပုံမှာကျွန်တော်တို့ကလူများကိုလူလိုဆက်ဆံဖို့လုပ်ပါတယ်လူသားတိုင်းမှာသူတို့ရဲ့ဂုဏ်သိက္ခာရှိပါတယ်လူသားဂုဏ်သိက္ခာ human dignity ကိုမထိဖို့အတွက်တက်နိုင်သမျှပေါ့နော်ကျွန်တော်တို့ဓာတ်ပုံတွေရိုက်ပြီးတင်ပြီးဆိုရင်အခုက community journalism ပေါ့နော် community ကတွေ့ပြီးဆိုတော့ရိုက်ပြီးတင်တော့တာပဲအဲ့တော့မတင်ခင်မှာကျွန်တော်တို့စဉ်းစားရမှာငါသာသူ့နေရာမှာဆိုရင်ငါမျက်နှာကြီးနဲ့တဖြည်းဖြည်းတဲ့ပေါ့နော်ဒါမှမဟုတ်လေမျက်နှာညှိုးငယ်တဲ့အသွင်နဲ့သူများလှူနာတန်းတာတွေကိုယူတဲ့ပုံစံသူများတွေကကြည့်ပြီးဒီ Facebook တို့ဘာလို့ပေါ်မှာတင်လိုက်ရင်တလုံးကျွန်တော်တို့မပြောက်တော့ပါဘူးအဲ့တော့မပြောက်တော့မဲ့ဟာတွေကိုကျွန်တော်တို့ကတင်တော့မယ်ဆိုရင်အ ਨੇ ဆုံးတော့ litmus test ကိုယ့်ဟာကိုပြန်ပြီးတော့အဲ့နေရာသူ့နေရာမှာဝင်ကြည့်လိုက်ငါဒီလိုပုံကြီးနဲ့ငါပုံကြီးအတင်ခံနိုင်လားအတင်ခံနိုင်တယ်ဆိုရင်တင်ကြပါအတင်မခံနိုင်ဘူးဆိုရင်မတင်ကြပါနဲ့လူတွေအကုန်လုံးလူလိုသဘောထားပြီးတော့ကျွန်တော်တို့က human dignity လူဂုဏ်သိက္ခာကိုလေးစားတန်ဖိုးထားပြီးတော့တင်ဖို့လိုပါတယ်နံပါတ်4ချက်ကတော့ကျွန်တော်ဗာတွေ့တာများတယ်လဲဆိုရင်ဒါကတော့အများသောအားဖြင့်ကူညီကယ်ဆယ်တဲ့နေရာတွေမှာဘာလို့တက်တယ်လဲဆိုရင်နောက်ပိုင်းမှာတော့ဒါတော်တော်လေး hot ဖြစ်လာတယ်ပေါ့နော် humanitarian နယ်ပယ်မှာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့က gender appropriate gender sensitive intervention ပေါ့နော် gender လို့ပြောလိုက်ရင်လူကြီးလူငယ်ယောက်ျားမိန်းမအားလုံးရဲ့လိုအပ်ချက်တွေကိုပြည့်မီအောင်ဆောင်ရွက်ပေးဖို့လိုပါတယ်ဒါတွေမဲ့လားဆိုတော့သူကြီးသာလို့ဆိုတော့မဟုတ်သေးဘူးပေါ့နော်ဘာတွေပါသေးတယ်လဲကျွန်တော်တို့ disabled population ကအစ LGBTQIA ကအစပေါ့နော်ကျွန်တော်တို့မတူညီတဲ့လူအမျိုးအုပ်စုတွေရဲ့မတူညီတဲ့ different needs မတူညီတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာမတူညီတဲ့သူတွေဘာလိုနေတယ်လဲဆိုတာသိဖို့လိုပါတယ်အဲ့တော့သိအောင်မလုပ်မလဲ data ကောက်တဲ့အခါကျရင်ဒီရွာမှာလိုအပ်ချက်ကတော့10ခုလို့ပြောလို့မရပါဘူးဘယ်လိုပြောရမလဲယောက်ျားတွေလိုအပ်ချက်က2ခုမိန်းမလိုအပ်ချက်က2ခုကလေးယောက်ျားလေး boy ပေါ့နော်ကလေးလေးယောက်ျားလေးရဲ့လိုအပ်ချက်က2ခုကလေးငယ်မိန်းကလေးငယ်လေးလိုအပ်ချက်က2ခုပြီးရင်ကျွန်တော် LGBTQIA လိုအပ်ချက်က1ခု disabled population ရဲ့လိုအပ်ချက်က1ခု people living with HIV နဲ့လိုအပ်ချက်က1ခုစသဖြင့်ကျွန်တော်တို့ကခွဲပြီးတော့ disaggregate လုပ်နိုင်လေကျွန်တော်တို့ကဘာလုပ်နိုင်လေဆိုရင် targeted intervention humanitarian မှာနောက်ပိုင်း target ဆိုတဲ့စကားလုံးကိုသိမသုံးတော့ဘူးเนาะမသုံးပေမဲ့လည်း targeted ဆိုတာတိကျကျခုနပြောသလိုမျက်လုံးလိုရင်မျက်လုံးသားနဲ့သမီးလိုရင်သားနဲ့သမီးပေးနိုင်မှာဖြစ်ပါတယ်မတူညီတဲ့အဖွဲ့တွေမှာမတူညီတဲ့လိုအပ်ချက်တွေရှိတတ်ပါတယ် inclusive range of people ကျွန်တော်ပြောပြပါပြီနောက်တစ်ခုကတော့ဘာလုပ်ရမလဲကိုကကိုထီမနေပါမယ်ပေါ့နော်ကိုကအဖွဲ့လေးတစ်ခုကိုဥဆောင်နေတဲ့ဆိုရင်ကိုအဖွဲ့လုံနေနိုင်ပြီကိုအဖွဲ့ကအလူငွေရတယ်ဟေ့ကိုအဖွဲ့တွေလှူနိုင်တယ်ဆိုရင်ပျော်မနေပါနဲ့ဘာလုပ်ရမလဲကိုအဖွဲ့တစ်ဖွဲ့တည်းလုပ်တဲ့ဟာက1ဖြစ်ပါတယ်နောက်တစ်ဖွဲ့နဲ့ပေါင်းလိုက်ရင်1 + 1 = 3ဖြစ်အောင်ကျွန်တော်တို့ကလုပ်ရမှာဖြစ်ပါတယ်အများသောအားဖြင့်ကျွန်တော်တို့က1 + 1 = 2ဖြစ်ဖို့နေနေတာဒါ1နဲ့1နဲ့အပြိုင်ဆိုင် fight ကြပါတယ်เนาะကျွန်တော်တို့ဒီလို disaster တွေဖြစ်ပြီဆိုရင် NGO ကငှားရထားတဲ့ data တွေမ share နဲ့ဟေ့ show လိုက်ကျွန်တော်တို့ Nagis မုံတိုင်းတော့ဆိုရင်ကြေးရွာတွေကိုအပိုင်စားတယ်ဒီဒေသကတော့ Save the Children ကပိုင်နေဟေ့ဒီဒေသကတော့မာလင်ကပိုင်နေဟေ့ဒီဒေသကတော့မာစီကောကပိုင်မယ်ဟေ့ဆိုပြီးတော့ကိုဒေသတွေအပိုင်စီးတာမျိုးတွေကျွန်တော်တို့ကကြုံတတ်ပါတယ်အဲ့တော့အပိုင်စီးတာတဲ့ဆိုင်ကျွန်တော်တို့ဘာလုပ်ရမလဲတွဲလုပ်ရမယ်เนาะတွဲလုပ်ရမယ် coordinate လုပ်ရမယ်အတူတူတွဲပြီးတော့ကျွန်တော်ခုနပြောခဲ့တဲ့ Ponja assessment ပေါ့เนาะဒါက UN ကနေ lead လုပ်တယ်အခုဒီစကိုင်းနဲ့မန္တလေးဒေသမှာအဲ့လို UN တို့ဘာလို့ကဥဆောင်ပြီးတော့ဒါမှမဟုတ်လေ INGO တွေကဥဆောင်ပြီးတော့ joint assessment တွေလုပ်ပြီးဆိုရင်ကျွန်တော်တို့ CBO တွေရပ်ဖက် local NGO ဖွဲ့စည်းတွေအကုန်လုံးကပါဝင်နိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်data တွေကောက်တဲ့နေရာမှာကျွန်တော်တို့ triangulate လုပ်ရမှာပေါ့နော်တခါလေကြာရင်လည်းကျွန်တော်တို့ကိုတဲ့ခင်မင်ရင်းနှီးတဲ့သူကအင်းဒီဒေတာမှာတော့အိမ်တွေဘယ်လောက်ပြိုပြီလို့ပြောတယ်ဟေးအဲ့အိမ်တွေကတော့စုစုပေါင်းအိမ်ပေါင်း200ပြိုတယ်200ပြန်တိစောက်မယ်ဆိုရင်အိမ်200ကိုကျွန်တော်တို့ပြန်တိစောက်ဖို့ကြိုးစားတတ်ပါတယ်သို့တော်လည်းပဲတခါလေမှာသတင်းချက်လက်တွေက misinformation မရည်ရွယ်ဘဲနဲ့မှားတာမျိုးတွေဖြစ်တတ်ပါတယ်
disinformation ရည်ရွယ်ချက်ရှိရှိနဲ့အမှားကြီးပေးတာမျိုးတွေဖြစ်တတ်ပါတယ်။ Nugget ကာလမှာဆိုရင်ရွာတွေမှာကျွန်တော်တို့က village profile ဆိုပြီးတော့ဖွဲ့ထားပြီးတော့မှရွာထဲမှာရှိတဲ့အိမ်တော်စုစီးရင်ကိုကျွန်တော်တို့ကလစဉ် update လုပ်နေပါတယ် intervention လုပ်ရင်းနဲ့ပေါ့နော်ပွားကူညီရင်းကယ်ဆယ်ရင်းနဲ့လစဉ်စီးရင်ကိုကျွန်တော်တို့ကောက်ပြီးတော့ update လုပ်နေပါတယ်အဲ့လိုမလုပ်ရင်မလုပ်တတ်လေရွာတွေမှာတကယ်ရှိတာအိမ်တော်စုက150ပဲရှိတယ်မုံတိုင်းမတိုင်ခင်ကမုံတိုင်းလဲပြီးတော့ကူညီမယ်လဲဆိုတော့အိမ်တော်စုကချက်ချင်း250ဖြစ်သွားတယ်250မှာမလုပ်လိုက်လေသားမိတွေတခုရှိတယ်ဆိုရင်အဖေကမိသားစုတစ်ခုဦးစီးလို့အမေကမိသားစသဖြင့်ဒါမျိုးတွေရအစားပေါ့နော်ရည်ရွယ်ချက်ရှိရှိလိမ်ညာတဲ့ disinformation တွေလည်းကျွန်တော်တို့ရှိတတ်တဲ့အတွက်ကြောင့်အများသောအားဖြင့်မလုပ်ရမလဲ triangulate လုပ်ရပါမယ်မတူညီတဲ့ data တွေကိုဒီဘက်တစ်ခုကလည်းယူဟိုဘက်တစ်ခုကလည်းယူဒီဘက်တစ်ခုကလည်းယူပြီးတော့သုံးဖလှယ်သုံးဝင်ဆိုင်ပြီးတော့သတင်းချက်လက်ကိုစီစစ်တာတိုက်စစ်တာကို triangulate လို့ခေါ်ပါတယ် coping capacity ကျွန်တော်ပြောပြပါပြီเนาะဒေတာကန်တိုင်းဒေတာတိုင်းမှာလူတွေကဘာမှမလုပ်ဘူးဆိုရင်ပြဿနာတစ်ခုကြုံလာရင်သူတို့ပြန်လဲရင်ဆိုင်တုံ့ပြန်နိုင်တဲ့အစီအစဉ်သူ့ဘာသူရှိပြီးသားဖြစ်ပါတယ်အဲ့ဒါကိုကိုကသွားပြီးတော့လူတက်ကြီးလုပ်ပြီးတော့လူစွမ်းကောင်းကြီးလုပ်ပြီးတော့ကိုလုံးမှာပဲဒီပြဿနာပြည်လေတော့မယ်ဆိုတဲ့ပုံစံမျိုးမလုံးဘူးလိုပါတယ်ကိုမရှိလဲပဲကဘာဟာသူ့အချိန်နဲ့သူဆက်ပြီးတော့လဲပတ်နေမှာဖြစ်ပါတယ်ကိုသွားပြီးတော့မကူလဲပဲဒေတာကန်တွေကသူတို့ရတဲ့ရလိုက်တဲ့ရှိတိုက်တဲ့သူတို့ skill နဲ့အသက်ရှင်အောင်နေနိုင်တဲ့လူတိုင်းမှာ survival နဲ့ coping skills ဆိုတာရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကအတိမတ်ပြုဖို့လိုပါတယ်အဲ့ဒါတွေကိုအတိမတ်မပြုဘဲနဲ့ဆိုကြပါစို့လူတွေကအရန်ခက်ခဲပင်ပန်းကျက်သေးလာပြီဆိုရင် coping skill မှာဘာတွေရှိလဲကိုယ့်ရဲ့သားသမီးတွေကိုမြို့ပေါ်တက်ပြီးတော့လက်ဖေးဆိုင်တွေမှာဇပွဲလို့ခိုင်းပါတယ်ရန်ကုန်မှာလွှတ်ပြီးတော့မှသူများအိမ်တွေမှာကျွန်တော်တို့ဟလာဒီအစေခံပုံစံမျိုးပေါ့နော်အခုပုံစံမျိုးလုပ်ခိုင်းတာတွေရှိပါတယ်ဒါမှမဟုတ်ဘူးလေအခုဆိုရင်ပို့ပြီးတော့ပေါက်တဲ့ရောက်တဲ့အတွက်ကြောင့်ထိုင်းကိုထွက်မလေးရှားကိုထွက်ပြီးတော့လေဝင်ငွေရှာပြီးတော့မှကိုယ့်ပြည်သားစုကိုပြန်ပြီးတော့ remuneration ပေါ့နော်ငွေပြန်ထောက်ပံ့တာမျိုးလုပ်နေတာမျိုးတွေလည်းရှိပါတယ်ဒါတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုပါတယ်အဲ့ဒါတွေကိုနားမလည်ဘဲနဲ့ကျွန်တော်တို့သွားပြီးတော့လုပ်လို့မရဘူးပေါ့နော်တချို့ coping skill တွေက negative ပေါ့နော်ကျွန်တော်မကောင်းတာတွေရှိတတ်တယ်မကောင်းတာတွေမဖြစ်အောင်ကျွန်တော်တို့ကကာကွယ်ဖို့လိုပါတယ်ကောင်းတဲ့ coping skills မျိုးလေးတွေကိုကျွန်တော်တို့ကလည်းဝိုင်းပြီးတော့ပံ့ပိုးပေးဖို့လိုပါတယ်အဲ့910 17စနစ်ပေါ့နော်ဒါတွေကကြတော့ကျွန်တော်တို့ဒီ9တို့10တို့ကပြောရတာနည်းနည်းတော့အခုချိန်မှာပြောရတာနည်းနည်းလေး sensitive ဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလဲပြင်ဆင်ထားတဲ့ response plan တွေရှိတယ် capacity တွေရှိတယ်ဒါပေမဲ့ရှိသမျှငွေတွေအကုန်လုံးကိုတလွဲသုံးပလိုက်ပဲပေါ့နော်စုထားတဲ့ငွေတွေပြင်ဆင်ထားတဲ့အစီအစဉ်တွေကိုသွားပြီးတော့ငွေလို့ချီချငွေလို့ချီစားလိုက်တဲ့ဟာမျိုးတွေပါလေလုပ်ပလိုက်တယ်ဆိုတော့စီမံခန့်ခွဲမှုလွဲမှားမှုတွေကြောင့်ကျွန်တော်တို့ပြည်သူများတန်ခံနေရတဲ့အနေအထားမျိုးတွေ့ရပါတယ် psycho social well being ပေါ့နော်လူတွေအကုန်လုံးကဖြစ်ပြီးဆိုရင်ဖြစ်တဲ့သူတွေဒဏ်ခံရတဲ့သူတွေတင်သာမကသွားရောက်ကူညီကယ်ဆယ်တဲ့သူတွေစီမှာပါ psycho social well being ပေါ့နော်ဒါအရင်ရေးကြည့်ပါတယ်ကျွန်တော်တို့နေ့စဉ်နဲ့မျှအနေထားရုံနေမြင်ရတယ်ကူညီတဲ့ခါမှာကျွန်တော်တို့ဒီ one day ဘွယ်ရသတင်းတွေကြားတဲ့အခါကျရင်ကျွန်တော်တို့မလုပ်ရမလဲကိုကပြန်ပြီးတော့တုံ့ပြန်နိုင်အောင်ရင်ဆိုင်နိုင်အောင်ကိုဘာလုပ်ရမလဲ stress releasing mechanism တခုခုရှိရပါမယ်เนาะဒါကဘာလဲကျွန်တော်တို့လက်ပွတ်တာတော့ကတော့ဘောလုံးကန်ကြတာပဲအဲ့ဒီမှာဆိုရင်အဖွဲ့အစည်းပေါင်း80လောက်ရှိတော့အဲ့ဒီမှာအသင်းနေလက်ပွတ်တာမှာ inter agency cup ဆိုပြီးတော့ကျွန်တော်တို့လုပ်ပါတယ်ဗောနော်ဖလားကန်နဲ့ဘောလုံးသင်းပေါင်း15သင်းလောက်တောင်ဝင်ကန်နိုင်တယ်ဆိုတော့ဘယ်လောက်တောင်ခြေချင်းလိန်နေမလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်အဲ့တော့ current potential safety concern ပေါ့နော်ဒါတွေအကုန်လုံးလည်းစဉ်းစားဖို့လိုတယ်တခုရှိတာဘာဖြစ်တတ်လဲကျွန်တော်တို့ကသွားကူမယ်ဆိုရင်ကူတဲ့သူတွေကတော့တရားထက်သန်ပြီးတော့တုံးတိုက်ကြားကြိုက်သွားမဟေ့ကူမယ်ဟေ့ဆိုလုပ်လိုက်ကြပါတယ်တခါလေကြာရင်သွားကူတဲ့ကူသူတွေကိုယ်တိုင်ဒုက္ခရောက်တာမျိုးတွေကြုံမှုပါတယ်ကျွန်တော်တို့ဒီလို relief လုပ်နေတယ် recovery နဲ့ development လုပ်နေတဲ့အချိန်မှာကချင်ဒေသမှာစစ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝန်ထမ်းတွေကို charter flight ပေါ့နော်ကျွန်တော်အဖွဲ့အစည်း2ဖွဲ့3ဖွဲ့ပေါင်းပြီးတော့မှလေယာဉ်နဲ့ပြန်ကဲထုတ်ခဲ့မှုတဲ့အတွေ့အကြုံမျိုးတွေကျွန်တော်ရှိပါတယ်ထိုနည်း၎င်းပဲအရေးပေါ်ဖြစ်တဲ့အချိန်တွေမှာလူတွေမှာပါရှိလဲဆိုတော့လောဘဒေါသမောဟတရားတွေကျွန်တော်တို့လွှမ်းမိုးတတ်ပါတယ်ဒါကြောင့်မလို့ဘာဖြစ်တယ်လဲစံတွေကိုကိုယ်တော်ထဲမှာစုထားတယ်သူများတွေဒုက္ခရောက်နေတာကိုစံကိုထုတ်ပြီးတော့ပေးမယ်ရောင်းမယ်မစင်စားပဲပိတ်ထားတဲ့အတွက်ကြောင့်စံကိုယ်တော်သွားပြီးတော့ဒုံးနဲ့ဓာတ်နဲ့သွားပြီးတော့လောက်ကျိန်းနေပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ရှိတတ်တယ်နောက်တစ်ခုဘာဖြစ်တတ်တယ်လဲအရေးပေါ်ဒေသမှာသွားကူညီကယ်ဆယ်တဲ့အခါကျရင်ကျွန်တော်တို့ကူညီကယ်ဆယ်တဲ့လုပ်သားအချင်းချင်းမှာ sexual harassment sexual exploitation sexual abuse ဒါမျိုးတွေကျွန်တော်တို့ဖြစ်ခဲ့ပါတယ်တခါလေးကြာရင်ဘာဖြစ်တယ်လဲနိုင်ငံသားနဲ့မြန်မာနိုင်ငံသားကြားထဲမှာဖြစ်တယ်မြန်မာနိုင်ငံကြားမှာ senior ဖြစ်တဲ့ manager director နဲ့ဝန်ထမ်းကြားထဲမှာဖြစ်တယ်ဝန်ထမ်းနဲ့ဝန်ထမ်းကြားထဲမှာဖြစ်တယ်ဝန်ထမ်းနဲ့သွားပြီးတော့ကူညီကယ်ဆယ်ခံရတဲ့ပြည်သူလူထုရဲ့ကြားထဲမှာကျွန်တော်တို့ဖြစ်တာမျိုးတွေရှိတတ်ပါတယ်အဲ့ဒါမျိုးတွေကျွန်တော်တို့ကမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့ဆိုတာဘာလို့ရပါလဲသတင်းအချက်လက်ကောက်ထားကြတဲ့ဒါတွေကိုထည့်ပြီးတော့တည်ဖို့လိုပါတယ်
ပြီးရင်နောက်ဆုံးမိတ်တစ်ခုကတော့တချို့တွေက data ကောက်ထားပြီးဥထားတယ်ပေါ့နော်ဘာလုပ်ချင်တာလဲမောင်ပိုင်စီးချင်တာဒီ data ကငါ data ဒီကြေးရွာ9ရွာကိုကူပါငါကူမှာဒါကြောင့်မလို့ကျန်တဲ့သူတွေအကုန်လုံးဒီ data တွေသိလို့မရဘူးငါတယောက်တည်းကင်ထားမယ်ဥထားမယ်ဆိုပြီးတော့ဒီရွာ9ရွာရဲ့ data ကိုဒိုနာကိုသွားပြီးတော့ကတ်ပြီးတော့မှ funding တောင်းတာမျိုးတွေကြုံတတ်ပါတယ်အဲ့လိုမျိုးမလုပ်ပါနဲ့မလုပ်ရပါဘူး indicators ကျွန်တော်ပြောဖို့အသိအချိန်မရတော့ဘူးเนาะကျွန်တော်ခုနပြောတဲ့တဲမှာဒါတွေအကုန်လုံးပါသွားပြီအရေးကြီးတာလေးတစ်ခုကျွန်တော် highlight လုပ်ချင်တာကတော့ assessment format တွေကိုပြောက်တောက်တွေသွားပြီးတော့မသုံးပါနဲ့ကိုယ့်ဟာကိုယ်အခုမှလုံးမဖြစ်မယ်ဆိုပြီးတော့သွားပြီးတော့လည်းကျွန်တော်တို့မလုပ်ပါနဲ့ဘာလုပ်ရမလဲဆိုတော့ရှေ့မှာကိုယ့်ထက်ကျွမ်းကျင်တဲ့ဆရာကြီးများပေါ့နော်ကျွန်တော်တို့ UN အဖွဲ့အစည်းတွေကစနိုင်ငံတကာမှာတစ်ကမ္ဘာလုံးပတ်ပြီးတော့ကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်းတွေကနေထုတ်ထားတဲ့ assessment form တွေကအဆင့်သင့်ရှိပါတယ်အဲ့ဒီ form တွေရဲ့မေးခွန်းတွေကိုကိုယ့်ဟာကိုယ်ထိုင်ပြီးတော့အချင်းချင်းမေးကြည့်ပါ pilot test ပေါ့နော်မေးကြည့်ပြီးရင်အဲ့ဒီနားမှာရှိတဲ့ကိုယ့်ကြေးရွာနားမှာဒါမှမဟုတ်လေကိုယ့်ရဲ့ community နားမှာရှိတဲ့လူတွေ2ယောက်3ယောက်လောက်နဲ့စမ်းမေးကြည့်လို့မေးခွန်းကမချောဘူးဆိုရင်မေးခွန်းကိုပြန်ပြီးတော့ကျွန်တော်တို့ချောအောင်ပြင်ရပါမယ်ပြင်ပြီးရင်မြန်မာလိုဘာသာပြန်ပြီးတော့မှအစင်သင့်ရှိထားပြီးသား standard လုပ်ထားတဲ့ standardized format များကိုကျွန်တော်တို့သုံးရမှာဖြစ်ပါတယ်အဲ့ဒီ form များနဲ့ပတ်သက်ပြီးတော့လေဆရာနေလင်းထွန်းပါပေါ့နော်ဆရာနေလင်းထွန်းတို့ MMOC အဖွဲ့ကနေပြီးတော့ဆရာဆိုပြေတို့အဖွဲ့ပေါ့နော်ဒီကနေပြီးတော့ form တွေလည်းကျွန်တော်တို့အစင်သင့်လုပ်ထားပြီးသားရှိပါတယ်အဲ့တော့အဲ့ဒီ form တွေကို download လုပ်ပါတခြား resource တွေလည်းကျွန်တော် slide မှာကျွန်တော်ထည့်ပေးထားပါတယ်အဲ့ဒီ form တွေကိုသုံးပြီးတော့သတင်းချက်လက်များသွားပြီးတော့ကောက်ယူဖို့ကျွန်တော်အနေနဲ့အကြံပေးပါတယ်အဲ့တော့ဒီမှာ practical tools တွေပေါ့နော်ကျွန်တော်ဒီမှာ guideline တွေ tools တွေထည့်ပေးထားတယ်ထည့်ပေးထားတော့လဲဒီကနေယူပြီးတော့သုံးကြပါလို့အကြံပေးချင်ပါတယ်အားလုံးလဲဟိုပါပေါ့နော်ကုညီကယ်ဆယ်ရေးလုပ်တဲ့အတွက်ကြောင့်စိတ်ပင်ပန်းနွမ်းနယ်နေနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီမှာလုပ်တာလဲဟာသားလုပ်တဲ့သဘောမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့လဲစိတ်ပင်ပန်းအပန်းပြေစရာပေါ့နော်ကျွန်တော်မေးခွန်းလေးတစ်ခုမေးထည့်ထားပါတယ်ဒါ dead joke ပေါ့နော် dead joke တော့သိမှာမသိနော် dead joke ဆိုတာဟာသားပေါ့ why did the evaluation consultant take a bunch of headshots ကျွန်တော်တို့ M&E consultant တွေရတဲ့သူ့ရဲ့မျက်နှာပေါ်တဲ့ပုံတွေပဲရိုက်တယ်ပေါ့နော်ဘာကြောင့်မလို့တကူလုံးပုံမျက်နှာပေါ်တဲ့ပုံတွေရွေးရိုက်ပြီးတော့ပုံတွေပဲတင်နေရတာလဲပေါ့အဖြေသိပါသလားသိရင် message မှာရေးကြည့်ပါအဖြေကတော့ he wants to be a logic model တဲ့ကျွန်တော်တို့ NGO လောကမှာလုပ်တဲ့သူတွေဆိုရင်တော့သိပါလိမ့်မယ်နော် NGO effect တွေဟုတ်တယ်နော်ဆရာမချိုစင် why fat ဖြစ်လို့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ NGO လောကမှာလုပ်တဲ့သူတွေအကုန်လုံးသိကြားဘူးပါလိမ့်မယ် logic model တို့ logical framework တို့ကြားဘူးပါလိမ့်မယ်ဒါကြောင့်မလို့ because he wants to be a logic model သူကသူ့ကိုယ်သူ model ဖြစ်ချင်တာနဲ့ဓာတ်ပုံတွေကြီးပဲရိုက်တင်နေတယ်ပေါ့နော်ဒါဟာတာโอเคအဲ့ဒါဆိုကျွန်တော်ပြောတဲ့ပထမတစ်ပိုင်းပြီးပါပြီအချိန်ကလည်းမိနစ်40လောက်ရှိသွားပြီဆိုတော့ဒုတိယတစ်ပိုင်းကိုကျွန်တော်နည်းနည်းလေးတက်တော့ရိုက်ပြီးတော့ပြောပါမယ်သို့တော်လည်းသိတဲ့ tips တွေပေါ့နော်ကျွန်တော်ပြောပါမယ်ပြီးတော့ဒါမှလည်းမေးခွန်းတွေကျွန်တော်များများဖြေနိုင်ပါလိမ့်မယ်ပေါ့နော် best practice တွေဒါတွေပြောပြီးသွားပြီ cross check လုပ်ဖို့ဟာ quantitative qualitative သုံးဖို့ဟာ assessment team ထဲမှာယောက်ျားမိန်းမ generalist specialist ပါဖို့ကိစ္စဟာ checklist တွေသုံးရမယ်ပြီးရင် capacity တွေဟလာ data ခံရဲ့ capacity ကိုဘယ်တော့မှကျွန်တော်တို့ neglect မလုပ်ပါနဲ့လုံးဝမေ့ထားတာမျိုးမလုပ်ပါနဲ့ population data တွေကိုကျွန်တော်တို့ခုနပြောသလို disaggregate ဆိုတာကြားမှခွဲရမယ်မတူညီတဲ့အုပ်စုတွေခွဲနိုင်ဖို့ကြိုးစားရပါမယ် inclusive ဖြစ်အောင်လုပ်ဖို့လိုပါမယ်ဒါအရေးကြီးပါတယ်เนาะအခုဖြစ်နေတာကကျွန်တော်တို့နိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေအရဟလာနိုင်ငံရေးဘိုင်းမှာဆိုရင်လည်းမတူညီတဲ့အဖွဲ့တွေက control ရနေတဲ့ data တွေရှိပါတယ်ဒါမျိုးဆိုရင်ကျွန်တော်မတူညီတဲ့အဖွဲ့တွေအကုန်လုံးကိုလက်လန်းမှီပြီးတော့နားလေသဘောပေါက်အောင်သူတို့နဲ့ချိတ်ဆက်ပြီးလုပ်ဖို့လိုပါတယ်အားလုံးရဲ့အတန်ကိုနားထောင်ဖို့လိုပါတယ်ဒါမှသာလျှင်လုပ်တဲ့ကျွန်တော်တို့လုပ်ငန်းများဟာထိရောက်မှာဖြစ်ပါတယ် disaster affected host population ပေါ့နော်ဒါတွေကျွန်တော် disaster affected host population တွေနဲ့လုပ်တဲ့အခါကျမှ security concern ကို use ပါခုနကျွန်တော်ပြောပြီးပေါ့နော်အများသောအားဖြင့်တော့အဲ့လို rape ဖြစ်တာမျိုးတို့ sexual exploitation ဖြစ်တာမျိုးတွေဒါမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်ဒါလည်းအဖြေ why are the Swiss such a great donors ဘာကြောင့်မလို့ကျွန်တော်တို့ Swiss aid တို့ဘာလို့ကြားဦးမယ်ထင်တော့ဒါလည်းကျွန်တော်တို့ဒါသူတို့ကိုစော်ကားလိုတဲ့ရည်ရွယ်ချက်မျိုးကျွန်တော်မရှိပါဘူးဒါအပြောအနေနဲ့ပေါ့နော်စိတ်အပန်းပြေအောင်ထည့်ထားတာဖြစ်ပါတယ်လို့ဖူးလားမသိဘူးနော် Swiss aid တို့ဘာလို့ ਨੇ Swiss aid တို့ဘာလို့ပါတဲ့တခြား donor တွေတက်ဆိုင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပိုကောင်းတဲ့ donor ဖြစ်တယ် why are the Swiss such a great donors message ထဲမှာရေးကြည့်ပါဘယ်သူမှတော့ဖြေတဲ့သူမရှိဘူးဘာကြောင့်လဲဆိုတော့ I don't know
they have a plus sign on their flag နော်သူတို့ရဲ့အလှမ်းမှာတဲ့ကျွန်တော်တို့ plus sign ပါလို့တယ်နော် plus sign ပါလို့ဆိုပြီးတော့ပြောပါတယ်အဲ့တော့ coordination structure ဘိုင်းကိုကျွန်တော်ပြောပါမယ် coordination structure လို့ပြောလိုက်ရင်အများသောအားဖြင့် coordination လုပ်တဲ့သူများဟာဒီအရာတွေအကုန်လုံးကိုနားလည်သဘောပေါက်ဖို့လိုပါတယ် coordination လို့ပြောလိုက်ပြီးဆိုတာ ਨੇ ကျွန်တော်တို့ဘယ်ဘက်ချမ်းကကျွန်တော်တို့ global mechanism ကိုဒီမှာပြထားပါတယ်တဘာဝဘေးရတဲ့တစ်ခုဖြစ်ပြီးဆိုရင်ကျွန်တော်တို့ဘယ်သူကUN General Assembly ဆိုတာရှိပါတယ် General Assembly ရဲ့အောက်မှာ Emergency Relief Coordinator ဆိုတာရှိပါတယ်အဲ့ဒီ Emergency Relief Coordinator အောက်မှာ Inter-Agency Standing Committee ဆိုတာရှိပါတယ်အဲ့ဒီ IASC ဆိုတဲ့အဖွဲ့ကနေပြီးတော့ထုတ်ထားတဲ့ literature တွေရှိပါတယ် Good Enough Guide နောက်ပြီးရင်ကျွန်တော်တို့ဒီ gender နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးဟာ IASC ကနေပတ်သက်ပြီးတော့မှလာတဲ့ guidance note ပေါ့နော်သူတို့ကနေပြီးတော့လှုပ်တင်လှုပ်တဲ့ဟာတွေပေါ့နော်တဘာဝဘေးရနေဖြစ်ပြီးဆိုရင် gender အားလုံးရဲ့လိုအပ်ချက်ကိုပြည့်မီအောင်လုပ်ပေးပါဆိုတာမျိုးပြောတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ global cluster တွေဖွဲ့ပါတယ်အဲ့တော့ cluster ဆိုတာဘာလဲ cluster လို့လည်းသုံးတယ် sector လို့လည်းသုံးတယ်အဲ့တော့တဘာဝဘေးရနေတစ်ခုကိုကယ်ဆယ်တော့မယ်တုံ့ပြန်တော့မယ်ဆိုရင်ကျွန်တော်အခုပြထားတဲ့ slide ရဲ့ညာဘက်အောက်ဒေါင်းကဟာကိုကြည့်လိုက်ပါအဲ့ဒါတွေက cluster တွေဖြစ်ပါတယ်ဘာ cluster တွေလဲတော့ cluster တွေမှာ water sanitation hygiene ဆိုရင် UNICEF ကဦးဆောင်ပါတယ် shelter ဆိုရင်ပြန်လည်ထူထောင်မှုအတွက်အဆောက်အဦတွေတည်ဆောက်မယ်ဆိုရင် IFRC Federation Red Cross UNHCR တို့ကဦးဆောင်ပါတယ် protection လုပ်ငန်းများကာကွယ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုရင် UNHCR ဦးဆောင်တယ် nutrition ဆိုရင် UNICEF logistics WFP health ဆိုရင် WHO food security ဆိုရင် FAO နဲ့ WHO WFP ကပူးတွဲပြီးဆောင်ရွက်တယ် telecommunication က WFP Save the Children နဲ့ UNICEF က education early recovery ဆိုရင် UNDP camp coordination ဆိုရင် IOM တို့ UNHCR တို့ကဦးဆောင်တယ်ဆိုတာမျိုးကိုနားလည်ထားဖို့လိုပါတယ်။ဘာကြောင့်နားလည်ရမလဲ။ကိုယ့်ဟာကိုကျွန်တော်တို့ feed ထဲမှာသွားပြီးတော့ဟေးသဘာဝဘေးရနေပဲကိုကူလို့ရတာကိုကူမယ်ကိုနိုင်တဲ့လောက်လုပ်မယ်တနိုင်တစ်ပိုင်းလုပ်မယ်ဆိုရင်တူးလေးနဲ့ဆိုရင်ဘာလဲကျွန်တော်တို့အာဖရိကစကပုံလားမသိရှိတယ်ပေါ့နော်။မြန်သွားချင်တယ်ဆိုရင်တူးလေးသွားပါဝေးရောက်ချင်တယ်ဆိုရင်တော့အတူတူသွားဖို့လိုပါတယ်။အဲ့တော့အတူတူသွားဖို့လိုတဲ့အတွက်ကြောင့်အတူတူသွားမဲ့သူတွေရဲ့ nature သဘောတဘာဝနဲ့ဘယ်လို cluster တွေရှိသလဲဆိုတာနားလည်ဖို့လိုပါတယ်အဲ့တော့ cluster လို့လည်းခေါ်သလိုကျွန်တော်တို့တနည်းအားဖြင့် interchangeably sector လို့လည်းခေါ်ပါတယ်ဒီ sector တစ်ခုချင်းစီမှာဦးညီကယ်ဆယ်တဲ့သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လိုပါတယ်ကိုယ့်အကူမေးရမယ်မေးခွန်းကဒါတွေနဲ့မင်းချိတ်ဆက်မိသလားမင်းခုလုပ်နေတာကျန်းမာရေးလုပ်ငန်းဆိုမင်း WHO နဲ့ရောမင်းချိတ်ဆက်မိသလား WHO မဟုတ်ရင်ကျန်းမာရေးလုပ်နေတဲ့ Health International NGO တွေနဲ့ချိတ်ဆက်မိသလားမချိတ်ဆက်မိသေးဘူးဆိုရင်ချိတ်ဆက်မိအောင်လုပ်ရမယ့်တာဝန်ဟာအခု CBO NGO အဖွဲ့တွေမှာဦးဆောင်နေတဲ့သူများရဲ့တာဝန်ဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှ national level ရောက်လာပြီဆိုရင် resident humanitarian coordinator ဆိုတာအများသောအားဖြင့်ရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းအဲ့ဒီတော့ကကျွန်တော်ထင်တာတော့ UNDP ကတစ်ယောက်ပေါ့နော်နာဂစ်ကာလာမှာရှိခဲ့တယ်အဲ့တော့အဲ့ဒီကနေပြီးတော့မှလုပ်လဲ cluster lead agency တွေရှိမယ် UNICEF ကဘာလုပ်တယ်လဲဆိုရင်သူရဲ့ health and water hygiene nutrition cluster ကိုသူကသူ lead လုပ်တယ်အဲ့ဒီမှာ cluster coordinator ရှိတဲ့ cluster member တွေခေါ်တယ်အဲ့ဒီမှာ line ministry ဆိုတာ UNICEF ဆိုရင်ကျန်းမာရေးဝန်ကြီးဌာနကိုကျွန်တော်တို့ reach out လုပ်မှာပေါ့ပြီးတော့ရေကောင်းရေသန့်ရဖို့ဆိုရင်ဒီကျွန်တော်နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလူမှုရေးဝန်ကြီးဌာနပါညာပေါ့နော်ဒီဝန်ကြီးဌာနတွေရဲ့နဲ့တွဲပြီးတော့လည်းသူတို့လုပ်တာမျိုးတွေရှိတတ်ပါတယ်အဲ့တော့ပြထားတဲ့ slide ရဲ့ညာဘက်အပေါ်တောင်းမှာကြည့်လိုက်တဲ့ဆိုရင်တော့ coordination လုပ်တဲ့အခါကျရင် coordination ကဘယ်လောက်အရေးကြီးသလဲဆိုတာအလယ်မှာသူပြထားပါတယ် disaster တစ်ခုအတွက် disaster preparedness လုပ်မယ်disaster preparedness လုပ်တဲ့အခါကျရင် resource mobilization fund တွေယူမယ်အဲ့ယူပြီးသား fund တွေနဲ့ကျွန်တော်တို့က implementation တွေလုပ်တယ် implementation တွေလုပ်ပြီးတဲ့အခါကျရင် operational peer review ပေါ့နော်လုပ်တာအဆင်ပြေသလားမပြေသလားဒါတွေကိုကျွန်တော်တို့ပြန်ကြည့်တယ်ဟုတ်လား need assessment လုပ်တယ် strategic planning လုပ်တယ် planning လုပ်ပြီးတဲ့အခါကျရင် funding တွေရှာမယ် funding တွေရှာပြီးရင်ကျွန်တော်တို့အလုပ်လုပ်မယ်အလုပ်လုပ်ပြီးရင် monitoring လုပ်မယ် monitoring လုပ်ပြီးသွားတဲ့အခါကျရင်လုပ်တဲ့လုပ်ငန်းတွေထိရောက်အောင်မြင်လားဆိုတာ evaluation လုပ်တယ်ဒါကဘာလဲကျွန်တော်တို့disaster response လုပ်နေတဲ့ cycle ဖြစ်ပါတယ်အဲ့ဒီလုပ်နေတဲ့ cycle ကာလမှာအမြဲတမ်းထည့်သွင်းစဉ်းစားရမှာကအခုဖြစ်ပြီးသားဟာကိုအခုဖြည့်ရှင်းတာက too narrow minded ပေါ့နော်ကျွန်တော်တို့ကမျက်စိတစုံနဲ့ကြည့်လို့မရပါဘူးအခုဟလာဒီစကိုင်းတို့မန္တလေးဒေသမှာဖြစ်သွားတဲ့ငလျင်ဟာနှစ်ပေါင်း20 30 40 50ကြာမှတစ်ကြိမ်ဖြစ်တယ်ဆိုတော့လည်းပဲနောင်လာမယ့်နှစ်ပေါင်း20 30 40 50မှာတစ်ကြိမ်ထပ်ဖြစ်လာဖို့အလားအလာရှိတယ်ဆိုတာကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့က preparedness နောက်နှစ်20 30 40 50မှာဖြစ်လာတဲ့အခါကျရင်ရင်ဆိုင်နိုင်ဖို့အတွက်ဒီဒေသမှာရှိတဲ့ကလေးငယ်လေးတွေကိုဘယ်လိုပြင်ဆင်ပေးမလဲငါတို့စောက်ခဲ့တဲ့အစာအုပ်တွေကနှစ်20စာစောက်မှာလား30စာစောက်မှာလားနှစ်50စာစောက်မယ်ဆိုရင်နှစ်50ကငလျင်တန်ခနိုင်အောင်ဘယ်လိုစောက်မလဲဒါတွေကိုကျွန်တော်တို့ကအမြဲတမ်း sorry ဒီမှာ call တစ်ခုတည်း
speaker ပွင့်သွားတော့feedback ဝင်လာတယ်ပေါ့နော်ဒါတွေကိုကျွန်တော်ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းများအားလုံးရဲ့ကြားထဲမှာအရေးကြီးဆုံးကတော့ coordination နဲ့ information management ဖြစ်ပါတယ် coordination ကောင်းမှသတင်းချက်လက်တွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်မှကျွန်တော်တို့အိတ်ပေါက်နဲ့ဖားကောက်သလိုမျိုးမဖြစ်ပါမယ်ဇီးသီးပန်းမှောက်အခြေအနေမျိုးမကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေရဲ့ကြားထဲမှာကျွန်တော်တို့ဘယ်သူတွေရှိသလဲဒီနေ့မှာလာပြီးတက်ရောက်ကြတဲ့ CBO CSO INGO local NGO အဖွဲ့အစည်းများကကြားထဲကနေပြီးတော့ပေါ့နော်ဒါတွေအကုန်လုံးကိုနားလည်သဘောပေါက်ထားဖို့လိုပါတယ်နားလည်သဘောပေါက်မှသာလျှင်ကောင်းကောင်းစီမံခန့်ခွဲနိုင်ပါမယ်ကောင်းကောင်း coordinate လုပ်နိုင်ပါမယ်ကောင်းကောင်း coordinate လုပ်နိုင်မှာပါရဲ့ကျွန်တော်တို့လုပ်ငန်းများကောင်းကောင်းအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ကြဒါနောက်ဆုံး slide ပါဘောနော်ဒါနောက်ဆုံး slide ပြီးရင်တော့ကျွန်တော်ပြီးပါပြီဆွေးနွေးစရာပဲကြံပါတယ်အဲ့တော့ပထမဆုံးတစ်ခုကတော့ဘာအကျိုးကျေးဇူးရှိတယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အလုပ်တစ်ခုလုပ်ခိုင်းပြီးလုပ်ကြမယ်ဆိုရင်ပထမဆုံးစဉ်းစားရမယ်ဟာ why ဘာကြောင့်ငါတို့လုပ်ရမှာလဲအကျိုးကျေးဇူးအများကြီးရှိပါတယ် coordination လုပ်ခြင်းအပြင်ဘာကျေးဇူးတွေကျွန်တော်တို့ရှိမလဲဆိုရင်ကိုယ့်ဟာကိုယ်တယောက်တည်း data တစ်ခုကိုသွားလုပ်ထားတဲ့ data တစ်ခုစာပဲရမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့အများကြီးတွဲလုပ်လိုက်ရင် data အများကြီးရဲ့သတင်းချက်လက်တွေရမယ်ပြီးရင်ကျွန်တော်တို့1 + 1က3ဖြစ်မယ်အတူတူတွဲပြီးတော့သွားတဲ့အခါကျရင်ခရီးကအဝေးကြီးရောက်မှာပေါ့မြန်မြန်တော့ရောက်ချင်မှရောက်မယ်ခရီးအဝေးကြီးရောက်မယ်နောက်ပြီးရင် coordination body မှာပါဝင်ခြင်းအပြင်အရင်တုန်းကကိုလက်လန်းမမီတဲ့ higher level တွေကိုလက်လန်းမီတယ်ဘယ်လိုဟာမျိုးလဲကျွန်တော်တို့နိုင်ငံတော်အဆင့်မှာဆိုရင်လည်းဝန်ကြီးဌာနအဆင့်မှာဘာတွေလုပ်တယ်လဲဆိုရင် coordination အတွက်နိုင်ငံတော်အတွက်ဟာ disaster management committee တွေဘာတွေဖွဲ့ထားလဲဆိုရင်အဲ့ဒီ committee ထဲမှာ representation ခေါ်တဲ့အခါကျရင်ဘယ်သူ့ကိုပဲခေါ်မလဲဆိုရင်မြန်မာနိုင်ငံမှာလုပ်နေတဲ့ coordination လုပ်ထားတဲ့cluster ရဲ့ lead တွေခေါ်တာပေါ့ cluster ဆိုတာခုနပြောတဲ့ education cluster health cluster ဆို UNICEF ကိုခေါ်တယ် UNICEF မဟုတ်ရင်လည်းအဲ့ဒီမှာရှိတဲ့ INGO forum ဆိုရင်ခေါ်မယ် INGO forum တစ်ခုလုံးခေါ်မယ်ကျွန်တော်တို့ CBO တွေမှာဆိုရင်လည်း local resource center လို့အဖွဲ့မျိုးကိုခေါ်မယ်ဒီလိုအဖွဲ့မျိုးတွေခေါ်မယ်ဆိုရင် local resource center မှာပါဝင်ခြင်းအပြင်အဲ့ဒီအဖွဲ့နဲ့အတူလိုက်သွားပြီးတော့နေပြည်တော်မှာရှိတဲ့အာဏာပိုင်တွေနဲ့စကားပြောခွင့်ရမယ်ဒါမျိုးကိုကျွန်တော်ပြောတာပါဒါမှသာလေကိုယ့်ရဲ့လုပ်ငန်းအတွက်ပို့ပြီးတော့လက်လန်းမိလာမယ်ပေါ့နော်အရင်တော့ကလို့ဆုံးဖြတ်နိုင်တဲ့သူတွေဒိုနာတွေကိုလက်လန်းမမီတဲ့အနေထားကနေလက်လန်းမီတဲ့အနေထားမျိုးကိုကျွန်တော်တို့ရောက်သွားမယ်နောက်ပြီးရင်အဲ့လိုမျိုး coordination meeting တွေသွားတက်တဲ့ခါကျရင်ကိုကဒီအဖွဲ့ပါဥဆောင်နေတဲ့ coordinator ဟိုဘက်အဖွဲ့မှာဥဆောင်နေတဲ့ coordinator ဆိုရင် coordinator ချင်းချင်းမိတ်ဆွေဖြစ်သွားမယ်အရင်တော့က network ကကိုယ့်အဖွဲ့ထဲမှာပဲတည်တာကနေတခြားအဖွဲ့မှာရှိတဲ့ emergency response director တွေ manager တွေ coordinator တွေနဲ့ကျွန်တော်တို့မိတ်ဆွေပေါင်းသင်းဖြစ်သွားမယ် network ပို့ပြီးတော့ကျယ်လာမယ်နောက်တစ်ခုကတော့ဒီ coordination body တွေမှာပါခြင်းအပြင်ကိုယ့်အဖွဲ့အစည်းအတွက်လည်းနာမည်ပိုရှိလာမယ်ပေါ့နော်အရင်တော့ကနာမည်မရှိဘူးဒီအဖွဲ့ဆိုကြားတော့မကြားဘူးအဲ့ဒီကနေပြီးတော့မှ local resource center မှာပါတယ် local resource center မှာသူကနောက်ပိုင်း chair တွေကို chair တွေဖြစ်တဲ့အတွက်ကြောင့်နာမည်ကြီးလာပြီးတော့အဖွဲ့အစည်းကပို့ပြီးတော့ visibility ရလာမယ်အဖွဲ့အစည်း visibility ရလာရင်နောက်ပိုင်း funding တောင်းတဲ့အခါကျရင်တောင်းစရာတော့မလိုဘူးဟာဒီအဖွဲ့ဆိုငါတို့ယုံထားပြီးသားသူတို့ဥဆောင်တဲ့သူကလည်းတော်တယ်အဖွဲ့ကထူးချွန်တဲ့အတွက်ကြောင့်ဒီအဖွဲ့ကိုငါတို့ငွေတွေအများကြီးလှူမယ်ဟေ့ဆိုပြီးတော့ funding တွေပို့ပြီးတော့အများကြီးရတဲ့အကျိုးကျေးဇူးတွေလည်းရလာနိုင်ပါတယ်ဒါကြောင့် coordination များမှာပါဝင်မှာဆောင်ရွက်ပါ inclusive coordination body ကိုဘာလုပ်ရမလဲဆိုရင် data မှာကျွန်တော်တို့ set up လုပ်ဖို့လိုပါတယ် data ခံပေါ့နော်ကျွန်တော်တွေ့ဘူးတဲ့ coordination body တွေကအများသောအားဖြင့်ရန်ကုန်မှာတွေ့ကြတယ်ဖြစ်နေတာလက်ပေါ်တာရန်ကုန်မှာသွားတွေ့ရင်အလကားပဲပေါ့နော်ကျွန်တော်အလောက်ကြီးထိရောက်မှုရှိချင်မှရှိပါမယ်ဘာလုပ်ရမလဲကျွန်တော်တို့ data မှာလက်ပေါ်တာမှာဖြစ်ရင်လက်ပေါ်တာမှာ coordination body ရှိရမယ်ဘိုကလေးမှာ intervention လုပ်နေရင်ဘိုကလေးမှာ intervention ရှိရမယ်စကိုင်းမန္တလေးပကံမှာလုပ်ပါလားကျွန်တော်တို့အင်းလေးမှာလုပ်ပါလား data တစ်ခုချင်းစီမှာ coordination body ရှိမှသာလေဘယ်သူကဘယ်နေရာမှာဘာလုပ်နေသလဲဆိုတာမျိုးကိုအချင်းချင်းအမြဲတမ်းလစဉ်ဆွေးနွေးနေလို့ရမယ်ဒါမှသာလေကျွန်တော်တို့ဘာရှောင်လို့ရမလဲမလိုလားဘဲနဲ့ဖြစ်လာနိုင်တဲ့ overlapping ဟုတ်လားသူကလည်းဒီရွာတက်မှာလုပ်တယ်နောက်နှစ်ဖွဲ့ကလည်းရွာနှစ်မှာလုပ်တယ်ရွာတက်မှာလုပ်တယ်အကုန်လုံးရွာတက်မှာအဖွဲ့တွေအကုန်လုံးလုပ်ပြီးတော့ရွာ4 5 6ကဘာ assistance မှမရတာမျိုးတွေဖြစ်တာမျိုးတွေရှိတတ်ပါတယ်ပြီးရင် local area မှာလုပ်တဲ့အတွက်ကြောင့် local ကပဲဥဆောင်ရပါမယ်ကျွန်တော်တွေ့ဘူးတဲ့ coordination body တွေမှာအများသောအားဖြင့် UN ဆရာကြီးပေါ့နော် INGO ကသူကဆရာကြီးကျွန်တော်တို့မြန်မာ NGO ဆိုသိဆရာကြီးမဖြစ်ဘူးအဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်တို့ data မှာလုပ်နေတဲ့သူတွေကဥဆောင်ရပါမယ် local NGO တွေ local CBO တွေဒါတွေကဥဆောင်မှသာလေအောက်ဆုံးချက်ပေါ့နော်နောက်ဆုံးချက်ကကျွန်တော်တို့ဗာလဲဆိုတော့ councils forums and consortia that are generated supported by the local NGO local ကလူတွေဥဆောင်မှသာလေအဲ့ဒီ coordination body တွေဟာရေရှည်တည်တံ့ခိုင်မြဲတာမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်များချစ်လိုက်မိလားဒါမှမဟုတ်တယောက်များချစ်လိုက်မိလားတော့မသိနော်ဒါပေမဲ့ပြဿနာတော့မရှိပါဘူးမြင်ရပါတယ်အကုန်လုံးပေါ့နော်အဲ့တော့ကိုဥဆောင်နိုင်ဖို့ကြိုးစားပါအဲ့ဒီ funding တွေလည်းကျွန်တော်တို့ရှောက်လို့ရပါတယ်တချို့ INGO တွေမှာဆိုရင်ဒီလို coordination body အတွက်ကို funding ပေးတဲ့အဖွဲ့တွေရှိပါတယ်အဲ့တော့အဲ့ဒါမျိုးကိုကျွန်တော်တို့ reach out လုပ်ရပါမယ်
ကျွန်တော်မှတ်မိသလောက်ပေါ့နော် local resource center တို့ဘာလို့ဖြစ်လာဖို့ဆိုရင်လည်းကျွန်တော်အရင်က Marsico အဖွဲ့နဲ့ကျွန်တော်တွဲလုပ်ပြီးတော့ပေါ့နော် Marsico အဖွဲ့ကနေ food security working group တို့ဘာလို့ပေါ့နော်ဒါမျိုးဆိုရင် food security ကို focus လုပ်တဲ့ working group ကိုကျွန်တော် funding ပေးတာမျိုးတွဲခေါ်တာမျိုးဒါမျိုးတွေ coordination လုပ်နိုင်အောင်ပေါ့နော်ကျွန်တော် funding ပေးခဲ့တာမျိုးတွေရှိခဲ့ပါတယ်အဲ့တော့ဒါကြောင့်မလို့ဘာလုပ်ရမလဲ INGO လို့ဖွဲ့စည်းလေးမျိုးတွေကို reach out လုပ်ရမယ်သူတို့စီကနေ fund ရဖို့ကြိုးစားရပါမယ်တတိယ bullet point ကတော့ကျွန်တော်တို့ cluster meeting တွေမှာပါဝင်ရပါမယ်နော်ကိုဘာလုပ်နေလဲဘယ်သူကဘယ်နေရာမှာဘာလုပ်နေတယ်လဲဆိုတာကို who does what where ဆိုတဲ့ database ရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့အများနဲ့ update လုပ်ရမယ် assessment ကနေပြီးတော့ data တွေရလာပြီဆိုလဲ data တွေအကုန်လုံးကိုကျွန်တော်တို့အချိန်နဲ့တပြေးညီပြန်ပြီးတော့မျှဝေပေးရပါမယ်မောင်းပိုင်စီးမထားပါနဲ့ဒါမှသာလျှင်ကိုလုပ်တဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းများဟာအကုန်လုံးတစ်ယောက်နဲ့တစ်ယောက်အပြိုင်ဆိုင်ဝိုင်းဝန်းဆောင်ရွက်ပြီးတော့မှလုပ်ငန်းအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီလောက်ပါပဲဒါလည်း just for fun ပေါ့နော် local NGO CBO ဖွဲ့ကတဲ့ researching the history of quarters dimes and nickels ကျွန်တော် quarter ဆိုတာ25ပြားစီပေါ့နော်တမတ်စီ dime ဆိုတာ10ပြားစီ nickel က5ပြားစီတွေအကြောင်းလေ့လာနေတယ်တဲ့ဘာကြောင့်မို့လို့ history ကိုလေ့လာနေတာပါလဲအဖြေကတော့ that local NGO was developing a theory of change theory of change ကို develop လုပ်နေတာပါတဲ့နော်ဒီ theory of change ကျွန်တော် change ကိုဒါအကျွေးစီတွေကို change လို့ခေါ်ပါတယ်နော် theory of change ကို develop လုပ်တဲ့အတွက်ကြောင့်ဒါတွေကိုလေ့လာနေတယ်လို့ပြောပါတယ် okay discussion ပေါ့နော်အခုဒါ open discussion ဖြစ်ပါတယ်မိနစ်20လောက်ကျွန်တော်ဆက်နေနိုင်အောင်ကြိုးစားပါမယ်အဲ့တော့မိနစ်20လောက်ကျွန်တော်အချိန်ပေးပါမယ်လောလောဆယ်မြေပြင်မှာဖြစ်ပျက်နေတဲ့ need assessment coordination လုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ပါသလဲအခုကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေပို့ပြီးတော့အောင်မြင်ဖို့အတွက် need assessment လုပ်ငန်းတွေကိုဘယ်လိုမျိုးပိုကောင်းအောင်ကျွန်တော်တို့လုပ်လို့ရနိုင်သလဲဘယ်လို coordinate လုပ်လို့ရသလဲဆွေးနွေးလို့ရပါတယ်ဒါမှမဟုတ်မေးခွန်းမေးချင်တာရှိတယ်မေးပါခင်ဗျကျွန်တော်မေးခွန်းဖြေပါမယ်ဆရာနေလေးထိုးနေပြီးတော့မှတခုမေးတာရှိပါတယ်ဆရာ coordination structure က UNIGO level တွေမှာကcommunity based level ကိုဘယ်လိုလုပ်သင့်လဲဆရာအခုမြေပြင်မှာ provider အဖွဲ့တွေ solution အဖွဲ့တွေနဲ့ overlapping တွေမြင်နေရလို့ပါဆရာဘယ်လိုလုပ်သင့်လဲဆိုတော့ကျွန်တော်တွေ့ကြုံရတော့တစ်ခါမှအဲ့လိုမျိုးလုပ်တာမတွေ့ခဲ့ဘူးပေါ့နော်မတွေ့ခဲ့ဘူးတော့လုပ်သင့်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့အနည်းဆုံးကတော့အားလုံးဘယ် change management မှာမဆိုပေါ့နော်တခုကျွန်တော်တို့စပြီးတော့လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး innovate လုပ်မယ်သူလိုတယ်စပြီးတော့ဥဆောင်မယ်သူလိုတယ်ပြီးရင်အနည်းဆုံးဘာလို့လဲကိုယ်နဲ့ပါလာမယ်ပထမဆုံး first few bunch ပေါ့နော်နှစ်ဖွဲ့သုံးဖွဲ့လောက်ကိုယ်နဲ့ပါလာဖို့လိုပါတယ်ဆက်စချင်းမှာအများကြီးပါကြမလို့ကိုယ်နဲ့သိတဲ့အဖွဲ့၃-၄ဖွဲ့လောက်ကို reach out လုပ်ပြီးတော့ငါတို့လစဉ်ကိုလတလရဲ့နောက်ဆုံးအပတ်တောက်ကြနေညနေကိုငါတို့ရုံးမှာတွေ့မယ်ဟေ့နေ့လယ်1နာရီကနေ2နာရီငါတို့လက်ဖက်သုံးတဲ့ရင်းနှီးချက်နဲ့တွေ့မယ်ဆိုရင်လက်ဖက်သုံးတဲ့ရင်းနှီးချက်နဲ့တောက်ရင်းနဲ့1နာရီခွဲလောက်စကားပြောပါမယ်အဲ့လိုမျိုးစလို့ရပါတယ်အဲ့တော့ဘာတွေပြောကြမှာလဲဘာတွေပြောကြမှာလဲဆိုတော့အခြေခံကတော့ who does what and where ပေါ့နော်ဘယ်သူကဘယ်နေရာမှာဘာတွေလုပ်နေသလဲဆိုတာမျိုးအပြန်အလှန်မျှဝေရပါမယ်အဲ့ဒီ data တွေကျွန်တော်တို့ share လုပ်တယ်ဆိုရင်အဲ့ဒီ data များနဲ့ဒေါက်တာသောစင်screen ပေါ်မှာ scribble လုပ်နေတယ်ကလေးများလားမသိဒေါက်တာသောစင်မှာကလေးရှိလားကျွန်တော်ကလေးဆိုလည်းလိုမျိုး screen ပေါ်မှာ scribble လုပ်တယ်ပေါ့နော်တစ်ချက်လောက် view စိုက်ပေးပါကျန်တဲ့သူတွေနောက်ချက်မဖြစ်အောင်အဲ့တော့ဘသူကဘယ်နေရာမှာဘာလုပ်လဲဆိုတာမျိုးမျှမယ်အဲ့ဒါကိုကျွန်တော်တို့ပြန်လည် share လုပ်မယ်ပြီးတော့ငါတို့အခုအတူတူဘာပေါင်းလုပ်လို့ရမလဲပေါ့နော်ဒါမျိုးစဉ်းစားကြည့်လို့ရတယ်ငါတို့ joint assessment လုပ်မလားအဲ့ဒါမျိုးလုပ်မယ်ဆိုရင်လုပ်ပြီးတော့မှအဲ့လိုလုပ်ငန်းမျိုးကို UN နဲ့ INGO တွေကပံ့ပိုးရမယ်တာဝန်ရှိပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ငါသာလင်ဆရာကြီးငါ UN ငါတို့က INGO ငါ funding ရှိတယ်ငါလုပ်တဲ့ဟာတွေမှာသူတို့လာလုပ်ဆိုတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒေသမှာရှိတဲ့အဖွဲ့လေးတွေနှစ်ဖွဲ့သုံးဖွဲ့ရစမယ်လက်ဖက်သုံးတဲ့ရင်းနှီးချမ်းစိတ်ဝင်စားဘူးဆိုရင်ကျွန်တော်တို့ညနေခင်းအလုပ်ပြီးတဲ့အချိန်ပေါ့နော်တနေရာမှာသွားတွေ့ကြမလားပေါ့ဒါပေမဲ့လည်းကာလန်ဒေသန်ကိုတော့ကြည့်ဖို့လိုပါတယ်ကျွန်တော် Nagis မုန်တိုင်းကာလမှာကျန်တဲ့သူတွေကမိသားစုတွေဆုံးရှုံးလို့ပူဆွေးနေတဲ့အချိန်မှာ INGO local NGO ကလုပ်တဲ့သူတွေကတောက်ကြနေညဆိုရင်ကျွန်တော်တို့အရက်ဝိုင်းတွေဖွဲ့ကြဘီယာဝိုင်းတွေဖွဲ့ကြပြီးရင်အော်ကြကာရာအိုကေတွေဆိုကြဒါမျိုးလဲမျက်စိစပမွေးမစူးအောင်လုပ်ဖို့လိုပါတယ်အားလုံးလာခြင်းပါခြင်းအောင်ကျွန်တော်တို့စကားဝိုင်းဆွေးနွေးပွဲလေးလုပ်ပါစိတ်ဝင်စားအောင်မုံနေကြွေးပါ
မုန်းတယ်မရရင်ဆွဲဆောင်လို့ရတဲ့ဟာနဲ့ဆွဲဆောင်မှာအဲ့ဒီမှာစပြီးတော့ဆွေးနွေးမယ်ဆိုရင်လူတွေကဟလာတကယ် commitment ရှိတယ်ဒေသမှာကျွန်တော်တို့ကူညီကယ်ဆယ်ဖို့အတွက်ဥဆောင်နေတဲ့သူ2ယောက်3ယောက်လောက်စတွေ့လိုက်ပြီဆိုရင်ကောင်းတဲ့အရာတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်မလို့အဲ့လိုပုံစံမျိုးလေးစပြီးလုပ်ခြင်းအဖြစ် local coordination body တခုကို set up လုပ်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဆွေးနွေးသူတွေဆရာဆွေးနွေးများဖိုက်ဖွင့်ပြီးတော့မေးလို့ရပါတယ်ဗျမေးခွန်းမဟုတ်တဲ့ discussion ပေါ့နော်ဒါတွေထည့်စဉ်းစားကြည့်ပါအခုကိုယ်တိုင်လဲကူညီကယ်ဆယ်နေတယ်ဆိုရင်ဘာတွေအခက်အခဲရှိနေတယ်လဲအဲ့ဒီအခက်အခဲရှိတာလေးတွေစဉ်းစားမိတာလေးတွေရှိရင်လေဒါမျှဝေလို့ရတဲ့ platform ပါပဲခင်ဗျဒါကြောင့်မလို့အပြန်အလှန်ပေါ့နော်ကျွန်တော်တို့ဒီမှာမျှဝေလို့ရပါတယ်ကိုသိထားတဲ့ဟာလေးပေါ့နော်ကိုလိုဖြစ်တဲ့ဟာလေးကောင်းတဲ့ best practice ပေါ့နော်ဒါမျိုးရှိရင်လည်းမျှဝေလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီနေ့စီစဉ်တာ MMOC ရဲ့ဒါရည်ရွယ်ချက်ကတော့ဒီနေ့ရလိုက်တဲ့ဟာတွေကိုပြန်ပြီးတော့အခုလက်တွေ့လုပ်နေတဲ့လုပ်ငန်းတွေမှာပြန်ပြီးတော့အသုံးဝင်နိုင်မှုဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကလည်းတက်ရောက်လာတဲ့သူတွေကိုကိုယ့်အကိုပြန်မေးစေခြင်းနဲ့ reflect လုပ်စေခြင်းနဲ့မေးခွန်းကတော့ဒီနေ့ရလိုက်တဲ့ဘူးတုဒတွေကိုသုံးပြီးတော့ဘယ်လိုမျိုးကိုယ့်ရဲ့ emergency relief program တွေမှာဘယ်လိုပြန်သုံးချမလဲပေါ့နော်အဲ့ဒါကိုစဉ်းစားစေချင်ပါတယ်ခင်ဗျဟုတ်ဆရာမတင်စင်အောင်လက်ထောင်လာပြီးတော့ဆွေး โอ နွေး เค လို့ရ ကျေး ပါ ဇူးတင်ပါတယ်ဆရာဘူးဒတိုင်းအများကြီးလည်းရပါတယ်ဆရာorganize လုပ်တဲ့အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်ဆရာအခုလောက်မိခွန်းလေးဖြစ်နိုင်တယ်လို့discussion လေးဖြစ်နိုင်တာပေါ့နော်ဆရာအခုemergency ခုဖြစ်နေကြတဲ့အချိန်မှာ emergency response လုပ်ကြတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီ collective coordination လဲစူးစမ်းပြီးလုပ်နေတယ်ဒီ joint assessment ကြတော့နည်းနည်းပိုခက်မလားလို့ဆရာအဲ့ဒါလေကျွဲကူးရေပါတော့ကောက်ကြည့်တယ်ပေါ့နော်ကောက်ကြည့်တော့ဘာလို့ခက်လဲဆိုတော့အခုသိတဲ့အတိုင်းပဲဆရာမြန်မာပြည်မှာကြတော့အခုအရေးပေါ်ဖြစ်တဲ့အခါကျတော့အလှူရှင်တွေကတချို့က NGO fee ကမဟုတ်တဲ့အခါကျတော့ရုတ်တရက်ဝုန်းဆိုပြီးတော့ဒီပထမတစ်ပတ်မှာအမျိုးမျိုးလှူဒန်းတာတွေကရောက်လာကြတာပေါ့နော်ရောက်လာကြတဲ့အချိန်မှာအဲ့အချိန်ကြီးအဲ့ဒီ wave တစ်ခုကြီးကရှိနေတော့အဲ့ wave တစ်ခုကိုဒီနည်းနည်းလေးငြိမ်သွားအခုလိုဒုတိယတစ်ပတ်လောက်ကြာမှစပြီးတော့ဝင်ရတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့တစ်ဖက်ကလည်းပြင်ပကအလှူရှင်တွေကလည်းအရန်funding ကလည်းအရန်ကိုပေးခြင်းနဲ့ဒါအရန် emergent ဖြစ်နေတဲ့လုံးမဖြစ်မယ်ဆိုပြီးတော့ပေးနေကြတဲ့အချိန်မှာအဲ့ဒီဒီမှာဆရာတယောက်လည်းပြောထားသလို overlap ကကြုံရတာပဲပေါ့ဆရာရဲ့ကြုံရတဲ့အချိန်မှာအဲ့ဒီခုနက coordination နဲ့ဒီ joint assessment မနိုင်တဲ့ပုံမှာလေးဆရာဘယ်လိုများလုပ်ရင်အဆင်ပြေနိုင်မလဲပေါ့ဆရာခုနဆရာရှင်းတော့ရှင်းပြလိုက်တယ်ဆရာဒါပေမဲ့မြေပြင်မှာကျတော့လူဆုံတာအောင်နော်ဒီလိုမျိုး NGO training ရထားတဲ့သူလည်းရှိသလိုဒီလိုမျိုး development fee ကမဟုတ်တဲ့သူလည်းရှိတဲ့အခါကျတော့တချို့ကကျတော့ဒီလိုရေရှည်သွားတာမျိုးမဟုတ်ဘဲနဲ့ဒီ line လုံးနဲ့အတူပါလာတာမျိုးကြတော့လေလောရခတ်တာပေါ့နော်ဆရာအဲ့တော့ဆရာရဲ့အတွေ့အကြုံရရောဆရာနည်းနည်းလောက်ဘယ်လိုပြောမလဲဘယ်လို approach နဲ့ဒီချင်းကန်ကောင်းမလဲတော့ဘယ်လောက် face လောက်ကြရင်တော့ face ကိုရောဘယ်လောက် face တွေခွဲရင်တော့ဖြင့်အဆင်ပြေမလဲပေါ့နော်ကျွန်တော်တို့အခု emergency phase ပြီးသွားပြီဆိုရင်ပြီးရင် rehabilitation phase အဲ့လိုမျိုးပြန်ခွဲတဲ့အခါကျရင်အခုကျတော့ဘယ်လိုပြောမလဲအရန်အများကြီးဖြစ်နေတဲ့အားမျိုးကြုံလာတဲ့အခါကျရင်အရင်နာ case လို့လည်းမဟုတ်ဘူးယာကြီးလို့လည်းမဟုတ်ဘူးလို့ရတဲ့ပုံစံတွေကမတူတော့ဘူးဗျာအဲ့ဒီခါကျတော့ဒီ face အပိုင်းမှာဆိုရင်ဆရာအတွေ့အကြုံလေးတစ်ချက်လောက်မျှဝေပြပါဦးဆရာကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းမှန်းကြည့်နေတာပေါ့နော် Nagis နဲ့တော့မတူနိုင်ပါဘူးကျွန်တော်ကတော့ Nagis မှာကိုယ်တိုင်လည်းလုပ်ခဲ့တော့အဲ့ဒီအတွေ့အကြုံကိုအခြေခံပြီးပြောတော့လည်းပဲအခုဖြစ်နေတဲ့အခြေအနေအရကတော့ဒေတာတွင်းမှာရှိတဲ့နိုင်ငံတွေကလည်းကျွန်တော်တို့အများကြီးကူညီနေတယ်ပြီးတော့ကိုယ်နိုင်ငံတွင်းမှာရှိတဲ့တက်နိုင်တဲ့သူတွေဟလာဒဏ်မခံရတဲ့သူတွေကဝိုင်းပြီးတော့ကူညီနေတာဖြစ်တဲ့ကြောင့်သဘာဝဘေးရန်တဲ့တိုင်းဘေးရန်တဲ့မှာအဲ့ဒီကာလပေါ့နော် honeymoon period ကတော့ရှိပါတယ် honeymoon period ဆိုတာပေါ့နော်ဒီစကလုံးသုံးရင်လည်းသဘာဝဘေးရန်ခံရတဲ့သူတွေအတွက်တော့နည်းနည်းရိုင်းတယ်လို့ဖြစ်ပါတယ်ကျွန်တော်တို့ဆိုလိုချင်တာကတော့လူတွေအကုန်လုံးကလည်းတရားဆိုတာပေါ်နေတဲ့အချိန်မှာ
အမိရဖမ်းပြီးတော့ကျွန်တော်တို့လှူဝကူရတဲ့သဘောမျိုးရှိတဲ့အတွက်ကြောင့်အဲ့ဒီတရားအရာပေါ့နော်တရားရှိတဲ့အလျောက်ကျွန်တော်တို့ကဝင်ပါဆိုတော့သူတို့လည်းကျွန်တော်တို့ကသွားပြီးတော့တားလို့မရဘူးကူမဲ့လှူမဲ့ဟာတွေအကုန်လုံးကိုပဲကူမဲ့လှူမဲ့အဖွဲ့မှာဥဆောင်နေတဲ့သူတွေကိုလက်လန်းမီအောင်ကျွန်တော်တို့ကဆောင်ရွက်ပြီးတော့မှဒီနိုင်ငံတကာအဆင့်ကမ္ဘာလုံးဆိုင်ရာအဆင့်မှာရှိတဲ့အခြေခံလိုက်နာရမယ့်ကျင့်ဝတ်တွေနဲ့ standard တွေပေါ့နော်စံနှုန်းတွေမိအောင်ကျွန်တော်တို့ကသူတို့ကိုတဖြည်းဖြည်းချင်း advocate လုပ်ယူရမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်လဲဒါဟာသုံးသက်ကြည့်ပါမနော်သုံးသက်ကြည့်မယ်သို့တော်လဲလုပ်နေတဲ့သူတွေကိုအပြစ်ပြောလို့တဲ့ဆန္ဒလည်းကျွန်တော်မရှိဘူးပိုကောင်းစေခြင်းတဲ့ဆန္ဒပေါ့နော်ဘယ်လိုဟာမျိုးလဲအခုပထမဖြစ်နေတဲ့2ပတ်3ပတ်ဟလာတစ်လတန်ဒီကာလမှာတော့ခုနပြောတဲ့ basic needs တွေကပိုသွားတယ်ဆိုတာမရှိနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်များများထည့်နိုင်လေ life saving ဖြစ်လေပါပဲခင်ဗျများများထည့်ရပါမယ်များများထည့်ပေးရမယ်ရေဆိုတာလဲတောက်ရေဟလာပိုသွားလို့ရေကိုမြေပြင်ပေါ်မှာတွန်မြစ်လိုက်မယ်သူမရှိပါဘူးဒါကြောင့်မလို့ရေသန့်ဆက်တွေလုပ်နေကြတာတွေ့တယ်လိုအပ်ပါတယ်ဒါတွေကကျွန်တော်တို့များများလုပ်ပေးနိုင်လေကောင်းပါတယ်အဲ့တော့ဘယ်အချိန်မှသိလာမလဲဆိုတော့ point တစ်ခုရောက်သွားတဲ့အခါကျရင်လူထုကိုယ်တိုင်ကိုသူတို့တုံ့ပြန်လာလိမ့်မယ်ဘယ်လိုတုံ့ပြန်လာမလဲငါတို့ရသင့်ရလိုက်တဲ့ဟာတွေရပြီငါတို့မှတောက်ရည်ဆိုလဲအဆင်ပြေပြီဟေ့တောက်ရည်ဆိုလဲရသင့်ရသလောက်ရပြီအစားတောက်တွေဆိုလဲငါတို့မစိုးဘူးဘာပဲပြောဟိုပူစရာတော့မလိုသေးဘူးဆိုတဲ့အနေအထားမျိုးလေးတစ်ခုရောက်ပြီဆိုတဲ့ point မှာကျွန်တော်တို့ကဘာကိုစဉ်းစားရမလဲဆိုတော့ခုနပြောတဲ့ပို့ပြီးတော့စနစ်ကြတဲ့စီမံခန့်ခွဲမှုပို့ပြီးစနစ်ကြတဲ့ကူတဲ့ဟာတွေပေါ့နော်ဘယ်လိုဟာမျိုးလဲဥပမာရေသန့်လိုဟာမျိုးဆိုရင်လည်းလက်ပေါ်တာမှာတွေ့ကြုံရပါလေအဲ့ reverse osmosis system တွေအကုန်လုံးက emergency ပြီးသွားပြီဆိုရင်အကုန်လွှတ်ပလိုက်ရတာပဲကျွန်တော်တို့မာလင်အဖွဲ့ဆိုရင်ဘိုကုန်းဆိုတဲ့ရွာမှာသွားပြီးတော့ရေသန့်စက်ကြီးကို$5 သိန်းပေးပြီးကျွန်တော်တို့ထည့်တယ် filter လဲရတာတစ်လောက်$200 300လောက်ကျမယ်ဆိုတော့အချိန်တန်တဲ့အချိန်မှာဘိုကုန်းဆိုတဲ့ကြီးရွာဘလို့နီးနဲ့မှ$200 300 6လတစ်ချိန်လဲရမယ် filter ကိုသူတို့လဲနိုင်မှာမဟုတ်ပါဘူးဒါကြောင့်လဲမလဲနိုင်ဘူးအဲ့ဒီစက်ကြီးကိုကျွန်တော်တို့ဖြုတ်သိမ်းပြီးတော့ကိုတောင်တနေရာမှာအလဟတ်ဖြစ်သွားတယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ရှိခဲ့ပါတယ်သို့တော်လည်းအဲ့ဒီပြန်ပြီးတော့ပြန်ပြောင်းသုံးသပ်လိုက်ရရင်အဲ့ဒီပထမ6လအတွင်းမှာ$5 သိန်းတန်ရေသန့်စက်ကြီးကိုဘိုကုန်းရွာမှာတည်ခြင်းအပြင်ထွက်လာတဲ့ရေတွေကိုတောက်တဲ့သူတွေတော်တော်များများဟာရေငတ်ပြေသွားတယ်ရေစာပြေတယ်ကျွန်တော်တို့အသက်များစွာကယ်နိုင်တယ်ဟုတ်လားကျွန်တော်တို့ water quality ကအရည်သွေးပြည့်မီတဲ့တောက်ရေတောက်သုံးရေရလိုက်တဲ့အတွက်ကြောင့်ယောဂဗျာတွေကိုလည်းကျွန်တော်တို့တော်တော်များကာကွယ်တားဆီးနိုင်လိုက်တဲ့အကျိုးကျေးဇူးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာလုပ်ရမလဲအခုလောလောဆယ်လူနေကူနေတဲ့ wave ကိုလည်းတရားချို့တဲ့သွားအောင်ပေါ့နော်ကျွန်တော်တို့သွားပြီးတော့ discourage မလုပ်ပါနဲ့လှူပါစေကူပါစေသူတို့ကြိုက်တယ်လို့ကူစေ overlap ဖြစ်လဲမထူး overlap ဖြစ်လဲဖြစ်ပါစေပေါ့နော်သို့တော့အဲ့ဒီမှာမှပို့ပြီးတော့ကျွန်တော်တို့ vocal ဖြစ်ပေးရမယ့်သူတွေကတော့ဒီလိုမျိုးဥဆောင်ပေးနေတဲ့ CBO NGO အဖွဲ့အစည်းများဟာကိုရသလောက် data လေးကိုကောက်ပြီးတော့မှဟုတ်ပြီငါတို့ဒီမန္တလေးမြို့နယ်အတွင်းမှာဆိုရင်ဖြစ်နေတာက affected ဖြစ်တာကကြီးရွာအုပ်စုကစု30ဖြစ်နေတာဒါမှမဟုတ်မြို့ပေါ်မှာဆိုလဲရက်ကွက်ဘယ်နှခုဖြစ်နေတာအခုသွားတဲ့ဟာတွေအကုန်လုံးကလိုင်းပေါ်မှာတင်တာနဲ့တွေ့ရတဲ့လောက်ကရက်ကွက်1နဲ့2ကိုပဲသွားနေတယ်9နဲ့10မှာတော့လိုတယ်ဆိုပြီးတော့အဲ့ဒါမျိုးကိုကျွန်တော်တို့ highlight လုပ်ပေးရပါမယ်အဲ့တော့ highlight လုပ်တဲ့နေရာမှာဘာလုပ်ရမလဲပြည်သူလူထုကိုကျွန်တော်တို့ကပြန်ပြီးတော့ educate လုပ်အောင်ဖြစ်တဲ့ကြောင့်ဒီ Facebook ဆိုလဲ Facebook ပေါ့နော်ဒါမှမဟုတ်လဲသူရှိတဲ့လူထုရဲ့ network တွင်းကနေပဲပြောပြီးတော့မှဟုတ်ပြီငါတို့1တို့2တို့တက်ဆိုင်ငါတို့9တို့မှလည်းလိုအပ်ချက်လိုတယ်ဒါမျိုးလေးတွေကိုကျွန်တော်တို့ကတဖြည်းဖြည်းသူတို့ကိုပို့လှူနိုင်ကူနိုင်အောင်တဖြည်းဖြည်းချင်းကျွန်တော်တို့က public education public advocacy ကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်ပြီးတော့ face လိုက်ပြောရမယ်ဆိုရင်လည်း joint assessment လုပ်ဖို့ဘလောက်ပဲကုန်ကျစရိတ်တွေများတယ်ပြောပေါ့နော်ကျွန်တော်တို့ plan တော့လုပ်တင်ပါတယ် plan လုပ်ပြီးတော့မှအဲ joint assessment လုပ်မှသာလင်လိုအပ်ချက်များကတိတိကျကျပေါ်လာပါလိမ့်မယ်နှုတ်မို့ဆိုရင်တော့ကျွန်တော်တို့ဘာဖြစ်မလဲလူထုကအခြေခံ basic needs တွေရတာတွေကိုသူတို့ကအားရသွားပြီပေါ့နော်ငါတို့အတွက်လုံလောက်သွားပြီသူတို့လိုအပ်နေတာကဒီလိုမျိုး recovery အတွက်အလုပ်ကိုင်လိုမျိုးဝင်ငွေရလုပ်ငန်းတစ်ခုလိုနေတဲ့ချိန်မှာကျွန်တော်တို့ကဝင်ငွေရလုပ်ငန်းအတွက်ကုညီကယ်ဆယ်တာမျိုးကိုကျွန်တော်တို့ကမလုပ်နိုင်ဘဲနဲ့ရေတွေပဲပေးနေတယ်အစာတွေပဲပေးနေတယ်ပဲဆိုရင်ကျွန်တော်တို့အတွက်လိုအပ်သလောက်အထောက်အကူမဖြစ်သွားမှာမျိုးကျွန်တော်တို့ကစိုးရိမ်ပါတယ်ဒါကြောင့်မို့လို့ဘာလုပ်ရမလဲပထမတစ်လတန်သည်နှစ်လတန်သည်ကိုကြည့်ပါလူထုရဲ့အတန်ကိုနားထောင်ပါလူထုကိုလည်းကျွန်တော်တို့တက်နိုင်သမျှကိုယ့်ရဲ့ assessment တွေ့တဲ့ findings တွေကိုပြန်ပြီးတော့မျှဝေပေးပါဒါမှသာလျှင်ကျွန်တော်တို့လူတွေကပေါ့နော်ရသင့်ရလိုက်တဲ့နေရာတွေမှာကျွန်တော်တို့ကြဲကြဲပြန့်ပြန့်ကူနိုင်မှာဖြစ်ပါတယ်
တခြားမေးခွန်းများရှိပါသေးသလားခင်ဗျာ ဟုတ်ဆရာနေကနေပြောမှထပ်ပြောပြရပါတယ်ဆရာ rapid need assessment ကအခု operator တော်များကလုပ်ပြီးတော့ publish ရရတယ်ဖရပါတယ်ဆရာပြောတော့ deep assessment ကအခုမြန်မာကလေး assessment finding တွေကဘယ် topic တွေလုပ်တင်လဲဆိုတာဆရာအကြံပေးလို့ရမှာဆရာအကျဉ်း narcissist experience ရဆိုရင်လည်းဘယ် topic တွေလုပ်ခဲ့ကြတယ်လဲဘယ်လိုပြန်အသုံးတဲခဲ့လဲဆိုတာလေးကိုလည်း share ပေးပါဦးဆရာ ဟုတ်ကဲ့ deep assessment လုပ်မယ်ဆိုရင်တော့အခုဒီ SPEAR standard ထဲမှာပါတဲ့အဓိကcore sector ၄ခုပေါ့နော် emergency response မှာကျွန်တော်တို့မဖြစ်မနေလုပ်ရမယ် sector ၄ခုကနေကျွန်တော်တို့စတင်ပါတယ်အဲ့တော့ sector ၄ခုမှာ deep dive ကျွန်တော်တို့သွားရပါမယ် wash and wash ပေါ့နော် water sanitation and hygiene အဲ့ဒီအပိုင်းကိုကျွန်တော်တို့အသေးစိတ်သွားရမှာနော်ရေဆိုလဲဘယ်လောက်ရနေသလဲအိမ်သာဆိုလဲဘယ်လိုဟာမျိုးတွေသုံးနေသလဲဘယ်လောက်ရှိသလဲသေးပေါက်ဖို့sorry camp နေမှာဆိုရင်လည်းကျွန်တော်တို့အပေါ်အလေးသွားဖို့အတွက်နေရာတွေရှိသလားလုံလုံလောက်ရှိရလားဒါမျိုးတွေအစားပေါ့နော် water quality testing လုပ်နေတာရှိသလားအဲ့လိုမျိုးအသေးစိတ် deep dive သွားတဲ့ level မျိုးကိုကျွန်တော်တို့သွားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့အကူအညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်တဲ့အချိန်မှာကျွန်တော်တို့အရေးအတွက်တင်မဟုတ်အရေးအသွေးပေါ့နော် quality ကိုပါယူဆိုင်ဖို့လိုပါတယ်ဒါကြောင့် water quality အခုအိမ်သာတွေစောက်ဖို့အတွက်ကျွန်တော်ဗီဒီယိုတစ်ခုတွေ့လိုက်တယ်ပေါ့နော်အရင်တုန်းကအဲ့ကျွန်တော်တွေ့လိုက်တဲ့ပုံကူကတော့ပေါ့နော်အဲ့လိုစွန်းနေထထချက်နေတွေ့တယ်ရဟန်းတန်ဃာတွေကိုစွန်းလူဖို့အတွက်200 300အတွက်ကိုစွန်းချက်တဲ့ပုံကူကအခု prefabricated ပုံစံမျိုးအိမ်သားတွေစောက်ပြီးတော့ဗေဒေသကိုပို့မယ်ပါညာဆိုပြီးကျွန်တော်တွေ့တယ်ဒါကကျွန်တော်ကောင်းချင်းဆိုးချင်းကိုကျွန်တော်ပြောတာမဟုတ်ပါဘူးအဲ့ဒီပုံကူအနေနဲ့ကျွန်တော်တို့ဒီ SPEAR standard မှာအိမ်သားစောက်မယ်ဆိုရင်အိမ်သားကဘယ်လိုအနေထားမျိုးဖြစ်တဲ့လဲဘယ်လိုပစ္စည်း material တွေသုံးရမလဲနောက်ပြီးရင်ကျွန်တော်ထည့်သွင်းစဉ်းစားရမယ့်ချက်တွေရှိတယ်ပေါ့နော် environmental impact တွေဘယ်လောက်ရှိမလဲတချို့ဟာတွေကအလုပ်တွေကတော့လုပ်လိုက်တဲ့ခါကျရင်အဲ့ထွက်လာတဲ့အိမ်သားတွေပျက်စီးသွားတဲ့ခါကျရင်ထွက်လာမယ့်ပစ္စည်းတွေကအဲ့ဒီ data မှာ environmental impact ဘယ်လောက်ရှိဒါမျိုးတွေကိုပါကျွန်တော်ထည့်သွင်းစဉ်းစားပြီးတော့ data နဲ့ကိုက်ညီတဲ့ဟာမျိုးကို data ကန်နဲ့အတူတူစဉ်းစားပြီးတော့မှဆုံးဖြတ်ဖို့လိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ငါတို့ဒါဟာsteel တွေနဲ့ကတ်လုပ်ထားတဲ့ prefabricated ပေါ့နော်အကုန်လုံးကောက်တက်ဆွတ်လိုက်အောင်မယ်ဆိုပြီးတော့လုပ်တယ်ဆိုရင်ကျွန်တော်တို့မေးရမှာကဒီလုပ်ငန်းလုပ်တဲ့နေရာမှာဆုံးဖြတ်တဲ့နေရာမှာတကယ်ကျွမ်းကျင်ပညာရှင်တွေရဲ့အတွေ့အကြုံနဲ့ဘူးတုတကိုကျွန်တော်တို့ယူထားသလားစကားပြောထားသလားပြီးရင်ဒေသခံလူတွေနဲ့ရောသွားပြီးတော့တွေ့ထားသလားအဲ့ဒါမျိုးစောက်ပြီးတော့သွားပြီးတော့မှဆိုကြပါစို့ရေလောင်းအိမ်သားပုံစံမျိုးကျွန်တော်တို့ကလုပ်လိုက်မယ်ကျွန်တော်တို့အညာဒေသမှာဥမာမကွေးမန္တလေးလိုဒေသမှာရေရမ်းရှားတဲ့ဒေသတွေမှာရေမသုံးနိုင်ပါဘူးရေမသုံးနိုင်တဲ့ဒေသမှာရေလောင်းရင်သာသွားပေးလို့မရဘူးဒါမျိုးပေါ့နော်ဒါမျိုးကိုကျွန်တော်တို့ကတိတိကျကျ deep dive ကျွန်တော်တို့လုပ်ရပါမယ် wash ပြီးရင်လည်းခုနပြောသလို food ဆိုလဲ food မှာလည်း indicator တွေရှိပါတယ်အစားအသောက်ပေးတဲ့နေရာမှာကျွန်တော်တို့အစားအသောက်အုပ်စု group တွေပေါအောင်ပေးဖို့လိုတယ် dietary diversity score ဘယ်လိုမျိုးအုပ်စုတွေစားနေတယ်လဲဒါမျိုးတွေကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်ပေးတဲ့နေရာမှာလည်းကျွန်တော်တို့ food ration ကိုသတ်မှတ်ထားတာရှိတယ်ပေးချင်တိုင်းရှောက်ပေးလို့မရပါဘူးကျွန်တော်နောက်ပိုင်းရေရှည်ကူညီမယ်ဆိုရင်သူ့မှာရတဲ့ protein carbohydrate ကျွန်တော် vegetable စသဖြင့်ရတဲ့အာဟာရတွေရဖို့အတွက် WFP မှာသတ်မှတ်ထားတဲ့ food ration standard ရှိပါတယ် standard နဲ့ပြည့်မီအောင်မလုပ်နိုင်ရင်တော့မှအနည်းဆုံးကိုက်အောင်ကျွန်တော်လုပ်ဖို့လိုပါတယ်အဲ့လိုပုတ်ဖဲနဲ့ခောက်ဆွဲကြောက်ထုတ်တွေပဲဆက်ပေးမယ်ဟေ့ coffee mix တွေပဲဆက်ပေးမယ်ဟေ့ဒါမှမဟုတ်လဲကျွန်တော်တို့ကလေးတွေအတွက်ဆေးဆိုးထားတဲ့chocolate တွေချိုချင်တွေပဲတောက်လျှောက်ပေးနေမယ်ဟေ့ဒါမျိုးဆိုရင်လည်းကျွန်တော်တို့ကူတော့ကူတယ်ဒါပေမဲ့ရေရှည်အတွက်အသုံးမဝင်တဲ့ဟာမျိုးတွေကျွန်တော်တို့ဖြစ်တတ်ပါတယ်ကိုနီ၎င်းမဲ့ကျမ်းမာရေးအတွက်ကတော့ကျွန်တော်အသေးစိတ်ရှေ့ပိုင်းမှာကျွန်တော်ပြောသွားပါတယ်ကျမ်းမာရေး assessment လုပ်တဲ့အခါမှာလည်း detail deep dive ကျွန်တော်တို့သွားပါမယ် shelter မှာလည်းထိုနီ၎င်းပါပဲအိမ်ဒီဆောက်ဖို့အခုအင်းလေးဒေတာမှာလုပ်နေတယ်လို့ကျွန်တော်သိရပါတယ်ဒေတာကန်အဖွဲ့ကနေပြီးတော့ဥဆောင်ပြီးလုပ်နေတဲ့အတွက်ကြောင့်ကျေးဇူးလက်တင်ပါတယ်တကယ်ဒေတာအတွက်အသုံးဝင်တဲ့ဒေတာရဲ့ခေတ်စနစ်နဲ့ data ရဲ့ culture နဲ့ကိုက်ညီတဲ့အိမ်မျိုးတွေဖြစ်လာမယ်လို့ပဲကျွန်တော်တို့မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်ကတော့လောလောဆယ်ယာယီအတွက်စောက်တဲ့အိမ်ဆိုရင်တော့ယာယီအိမ်တစ်မျိုးပေါ့နော်။ယာယီအိမ်မဟုတ်ဘူး။ကျွန်တော်တို့ရေရှည်နေဖို့အတွက်အိမ်ဆောက်ပြီးပေးမယ်ဟာမျိုးဆိုရင်စဉ်းစားရမှာဒီလိုငလျင်ကခုနပြောသလို20 30မှာပြန်ဖြစ်လာမလား။ငလျင်တန်ရောခံနိုင်မှာမလားဘယ်လိုလုပ်ကြမလဲဒါတွေကိုကျွန်တော်တို့တကယ်ကျွမ်းကျင်ပညာရှင်တွေနဲ့စဉ်းစားပြီးတော့မှဆောင်ရွက်သင့်ပါတယ်။နှုတ်မဆိုရင်အလူတွေတော့လှူလိုက်တာပဲ။ဟလာသိန်းနေ20လဲပေးပြီးသိန်း300လဲပေးပြီးသွားပြီ900လဲပေးပြီးအိမ်ကြီးလည်းဖြစ်သွားတယ်အိမ်လုံး20ဒါပေမဲ့အဲ့ဆောက်လိုက်တဲ့အိမ်လုံး20ကရှေ့လာမဲ့6လအတွင်းမှာဒါမှမဟုတ်လေတစ်နှစ်လောက်အတွင်းမှာတခုခြားစားသွားတယ်အစင်မပြေဘူးပြိုကျသွားတယ်လဲပြိုသွားတယ်မှုန်တိုင်းတိုက်တယ်ဒါဖြစ်လို့ပြန်လဲပြိုသွားပြီဆိုရင်အခုထည့်လိုက်တဲ့ပြည်သူများရဲ့သိန်း900ဟာအလဟတ်ဖြစ်သွားမယ်ဆိုတာကိုကျွန်တော်နားလည်သဘောပေါက်ဖို့လိုပါတယ်တနည်းအားဖြင့်သဲတဲ့ရေသွန်မဖြစ်ဖို့အိပ်ပေါက်နဲ့ဖားကောက်တာမျိုးမဖြစ်ဖို့အတွက်ကျွမ်းကျင်ပညာရှင်များပါဝင်ဖို့လိုပါတယ်သူတို့နဲ့ concert လုပ်ရပါမယ်နောက်ပြီးရင်ဒေသခံပြည်သူတွေကလည်း
data မှာရှိတဲ့ culture နဲ့လိုက်လျောညီတွေရှိတဲ့ဟာမျိုးကိုကျွန်တော်တို့ guide လုပ်ပေးဖို့ပေါ့နော်ဒါတွေကအဲ့ဒီခုနပြောတဲ့ detail in-depth assessment နဲ့မှာအဲ့ဒါတွေအကုန်လုံးကောက်ပါမယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ဘာလုပ်လဲဆိုရင် household survey ပုံစံမျိုးနဲ့ကျွန်တော်တို့ကောက်ပါတယ် household survey မှာ basic demographics ပါမယ်ပြီးရင် sector တစ်ခုချင်းစီအတွက် section တစ်ခုပါမယ်ကျွန်တော်တို့ဒီ wash ဟလာhealthcare shelter စသဖြင့်အဲ့ဒီ area အကုန်လုံးကိုကျွန်တော်တို့ food ပေါ့နော် food and non food ဆိုပြီးတော့ကျွန်တော်နှစ်ခုလုံးကောက်တယ် food လည်းကောက်တယ် non food လည်းကောက်တယ်ဥပမာ hygiene kit တို့ dignity kit တို့ကျွန်တော်တို့ဝယ်နေတာတွေလည်းတွေ့ပါတယ် dignity kit hygiene kit ပြောလို့ကောင်းတယ်လိုအပ်တယ်ကျွန်တော်ဒါအပြစ်ပြောနေတာမဟုတ်ဘူးဒါပေမဲ့ so what then what ပေါ့နော်ထပ်မေးရမှာ hygiene kit တွေဝယ်လို့ပြီးသွားပြီလား then what ဘာဆက်လုပ်ကြမှာလဲဒါမျိုးကိုကျွန်တော်တို့ကဘာဆက်လုပ်မှာလဲဆိုတဲ့ဟာဖြေဖို့က in-depth assessment နဲ့မှာပါတဲ့မေးခွန်းများကသာလေဖြေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဆိုလို့ချင်တာ water sanitation မှာဆိုလဲရေသန့်စက်တွေဝေနေုံနဲ့မရဘူးအရင်ကတည်းကရေမထွက်တဲ့အညာဒေသမှာသွားပြီးတော့ရေသန့်စက်သွားဝေတာထိရောက်ပါမလားဒါမျိုးစဉ်းစားရပါမယ်နောက်ပြီးရင်ငါတို့လုံးမဲ့ရေတွင်းရေမြေကရေသန့်နေနဲ့ရေသန့်ဘူးတွေပဲဝယ်တောက်ကြတော့ပါလားမြေအောက်ရေကိုပဲဆက်ပြတ်ပြီးတော့သုံးပါလားပျက်စီးသွားတဲ့ရေကန်ကိုပြန်ပြီးတော့ငါတို့တူးဖော်မှာလားပြင်ဆင်မှာလားဒါမျိုးစဉ်းစားဖို့ဆိုတာဟာခုနပြောတဲ့ in-depth assessment မေးခွန်းတွေမေးမှသာလင်အဲ့ဒီမေးခွန်းရဲ့အဖြေပေါ်အခြေခံပြီးတော့မှဆက်လုပ်မဲ့ recovery လုပ်ငန်းများကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားလို့ရမှာဖြစ်ပါတယ်ဆရာတော့တင်ရေးကနေပြီးတော့မှမေးခွန်းတူထပ်ရရှိပါတယ်ဆရာအခုလို့ disaster ပြီးကာလမှာfood and water တို့ basic needs တို့တို့ mental health issue တွေအရေးကြီးပါတယ်။ရေပြင်မှာရောက်ရောက်ထပ်ပြီးကြိုးတုံးထားရတဲ့ great creation ရနေတဲ့သူတွေပဲရှိပါတယ်။ဘယ်လို့ဆိုအဲ့ဒီ area မှာရှိတဲ့ private GP တွေကို mental health counseling ကို strengthen လုပ်ဖို့ program တစ်ခုလိုရလို့ထင်ပါတယ်။အဲ့ဒါလို program မျိုးကို donor တွေကရောဘယ်လိုသဘောထားနိုင်လဲဆိုတာဆရာမြင်သိချင်ပါတယ်ဆရာဟုတ်ကဲ့ donor များအနေနဲ့အဲ့လို program မျိုးကိုအများကြီး welcome လုပ်ပြီးတော့ကြိုဆိုလိမ့်မယ်လက်ခံလိမ့်မယ်ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် donor များမှာလည်းအများသောအားဖြင့်ကဒီလိုအရေးပေါ်ကာလမှာအလှငွေပေးတဲ့နေရာမှာဘယ်ပေါ်သူတို့ကအများသောအားဖြင့် rely ဖြစ်တယ်လဲဆိုရင်ဒီလို inter-agency coordination body တွေဖြစ်တဲ့ UN OCHA လိုဟာမျိုးကထွက်လာတယ်မြန်မာ Information Management Unit မီမူကထွက်လာတဲ့ report မျိုးပြီးရင်ပြီးခဲ့တဲ့လောကထွက်လာတဲ့ MSR လို report မျိုးပေါ့နော်ဒီလို report မျိုးကိုအခြေခံပြီးတော့ဘယ် funding ကိုဘယ်လောက်ပေးမလဲဆိုတာမျိုးကိုရန်ကုန်မြို့တနေရာမှာရှိတဲ့ coordination meeting မှာသူတို့ဆုံးဖြတ်လိုက်တာများပါတယ်ငါတို့စုစုပေါင်းဒေါ်လာ1 သန်းရတယ်ဟေ့1 သန်းနဲ့ရမှာ30%ကတော့အစားတောက်တဲ့ကိစ္စကိုပေး20%ကတော့စေဝါကိုပေးပြီးတော့15%ကိုတော့ငါတို့ water sanitation နဲ့ hygiene ကိုလုပ်မယ်ဆိုပြီးတော့ဒီလိုပုံစံမျိုးတွေသူတို့ allocate လုပ်လိုက်တာများပါတယ်အဲ့ဒါအပြင်ဘာပေါ်လဲမူတည်တယ်ဆိုတော့အဲ့ဒီဟာကိုမှတဆင့်ထပ်ပြီးတော့ရတဲ့အဖွဲ့တွေပေါ့နော်ဘယ်လိုဟာမျိုးလဲ INGO လို့အဖွဲ့မျိုးUN မှာဆိုရင် UN ကလုပ်တဲ့ဟာမျိုးဆိုရင်သူတို့ direct implementation လုပ်တာမျိုးမဟုတ်ဘဲနဲ့ INGO တို့ဘာလို့ ਨੇ partner တွဲပြီးလုပ်တယ်ဆိုရင်အဲ့ဒီ coordination body တွေကိုကိုကရောက်အောင်သွားပြီးတော့ပြောဖို့လိုပါလိမ့်မယ်ဒါကြောင့်မလို့ coordination body ကြောင်းကျွန်တော်တို့ဆွေးနွေးလိုက်တဲ့အချိန်မှာထည့်စဉ်းစားရမှာကခုနပြောတဲ့ cluster ရဲ့ cluster lead တွေနဲ့ကို network ရှိပြီလားမရှိရင်သူတို့နဲ့ကိုကသွားပြီးတော့မိတ်ဆက်ဖို့လိုပါတယ်သွားတွေ့ဖို့လိုပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသမှာကျွန်တော်တို့ assessment လေးလုပ်ထားပါတယ်နေပြည်တော်မှာဆင်းလိုက်တဲ့အခါမှာ grief reaction နဲ့ကြိုးတုပ်ခံထားရတဲ့လူတွေလည်းကျွန်တော်တို့တွေ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ private GD ကို mental health counseling နဲ့ပတ်သက်တဲ့ဟာကျွန်တော်တို့ strengthen လုပ်ဖို့လိုပါတယ်ဒါကြောင့်ဒီ program လေးကိုကျွန်တော်လုပ်ချင်ပါတယ်ဆိုရင်ဘာလုပ်ရမလဲထုံးစံတိုင်း logic model logical framework လေးနဲ့ကျွန်တော်တို့ brief concept note လေးရေးထားပါမယ်ရည်ရွယ်ချက်ကဘာလို့ပါလဲ private GP တွေရဲ့ mental health counseling ကို strengthening ကျွန်တော်တို့လုပ်ပေးချင်တာအဲ့ဒီလုပ်ငန်းလုပ်ဖို့အတွက်ကျွန်တော်တို့ဘာ output တွေထွက်မလဲ private GP ပေါင်းဘယ်နှစ်ယောက်ကို train လုပ်မလဲဒါတွေကနေပြီးတော့ဘာလုပ်မလဲဆိုရင် mental health နဲ့ပတ်သက်တဲ့ counseling ပေးနိုင်တဲ့လူနာအရေးအတွက်တွေကျွန်တော်တို့တက်လာမယ်ဒါမျိုးလုပ်နိုင်ဖို့အတွက်ကျွန်တော်ဘာတွေလုပ်ပါမယ်ဆိုတာမျိုးကို brief concept note ရေးပြီးတော့မှ concept note ကိုယူပြီးတော့ donor စီကိုအရောက်သွားတွေ့နိုင်ဖို့လိုပါတယ်ဒါမှသာလျှင်ကျွန်တော်တို့မျှော်လင့်ချက်နေထားနိုင်ပါတယ်အဲ့လိုမဟုတ်ရင်တော့အကောင်းဆုံးကတော့ဗာလေ international donor တွေကိုလက်လန်းမမီဘူး UN တွေ INGO တွေကိုစကားမပြောနိုင်ဘူးဆိုရင်အကောင်းဆုံးကတော့ fundraising strategy ကပါလေ friends food and family ပေါ့နော်ကိုကအရင်ဆုံးပါဆိုရတယ်ကိုယ်တိုင်စပြီးတော့ site ထုတ်တယ်ဒီလုပ်ငန်းလုပ်နိုင်ဖို့အတွက်ကျွန်တော် site ထုတ်လိုက်မယ်320ပြီးတော့မှတငယ်ချင်းတွေလူခံတယ်အခုလည်းအဲ့လိုမျိုးရနေကြတာပဲเนาะအများစုက300ရတယ်300ရတယ်တငယ်ချင်းတွေစီရတယ် friends တွေရတယ် food ဆိုတာတချို့ကကြတော့ကြီးတဲ့ချမ်းသာနေတယ်1000လည်းမစိုးရိမ်စရာမလိုဆိုပြီးတော့ဘုန်းကြီးကျောင်းဆောက်ဖို့အတွက်လူတဲ့သူမျိုးတွေလည်းရှိကောင်းရှိနိုင်တဲ့အတွက်ကြောင့်အဲ့လိုလူမျိုးစီမှာသွားပြီးတော့ချင်းကပ်နိုင်မယ်ဆိုရင်အခုဆရာလုပ်ဖို့စဉ်းစားနေတဲ့counseling ကို strengthening လုပ်မဲ့ program ဘယ်လောက်လိုပါလဲဒေါ်လာ1000လား2000လား
3,000လား3,000လားဒါမျိုးလဲကျွန်တော်တို့တူတဲ့ solution နဲ့ရတာမျိုးလဲဖြစ်နိုင်ပါတယ်ကိုကကောင်းကောင်း package လုပ်တဲ့ပြီးတော့ကောင်းကောင်းတင်ပြနိုင်ဖို့ network ရှိတဲ့တဲကိုရောက်သွားဖို့ပဲလိုပါတယ်ဒီသတင်းချက်လက်က ဟုတ်နောက်ထပ်မေးခွန်းတစ်ခုထိုက်ရှိတာပါဆရာဆရာမသစင်အောင်နေပြီးတော့မှ Saturday ကို percentage သတ်မှတ်တာမှာ baseline data အပြည့်အဝမရသေးခင်မှာ coordination agency ကဘယ်လို criteria နဲ့ prioritize လုပ်တာပါလဲဆရာ ကျွန်တော်အတွေ့အကြုံရတော့အဲ့ဒီ baseline data မရသေးတဲ့အချိန်မှာအများသောအားဖြင့်ကတော့လုပ်ငန်းအတွေ့အကြုံပေါ်အခြေခံပြီးတော့ initial damage assessment ပေါ်မူတည်ပြီးတော့ပဲဆုံးဖြတ်တာများပါတယ်ကျွန်တော်တည်တည်ချာချာမသိတော့လည်းပဲသူတို့မှာ allocate လုပ်တဲ့ရာခိုင်နှုန်းကရှိပြီးသားဖြစ်ပါတယ်ဥပမာ sector 4ခုဖြစ်တဲ့ကြောင့်ဒေါ်လာ100ရတယ်ဆိုရင်အစိတ်ကိုအစိတ်စီပေါ့နော် water sanitation hygiene ကအစိတ်ကျန်းမာရေးကအစိတ် food ကအစိတ် shelter အစိတ်ဆိုပြီးတော့ဆုံးဖြတ်တာမျိုးလည်းရှိနိုင်တယ်တခါလေကြတော့လေရသမျှငွေတွေအကုန်လုံးက coordination agency ကဆုံးဖြတ်တဲ့အဆင့်အထိကိုမရောက်ဘူးဘယ်ပေါ်ပဲမူတည်လဲဆိုရင် data မှာ initial assessment သွားလုပ်တယ် assessment အနေတိုက်ရိုက် donor နဲ့ relationship ရှိတဲ့အတွက်ကြောင့် donor ကိုချက်ချင်းအဲ့ဒီ assessment ရဲ့ result ကိုပို့လိုက်တယ်ပြီးရင် donor ချက်ချင်း fund ချပေးလိုက်တယ်အဲ့တော့ဘယ်ပေါ်မူတည်လဲဆိုတော့လက်သင်ရာဇတော်ခေါ်တယ်ဆိုတဲ့စကားလုံးရှိတယ်လက်သင်ရာဇတော်ခေါ်တဲ့ပုံစံမျိုးနဲ့ပဲသွားပါတယ်ဥပမာအနေနဲ့ပြောရရင်မာလင်အဖွဲ့ကနာဂစ်မဖြစ်ခင်ကလေးကလက်ပွတ်တာမှာလက်ပတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ကြီးရွာပေါင်း900ကျော်မှာcommunity health workers ပေါင်း900နဲ့သူက primary health care program လုပ်နေပြီးသားရှိတာဖြစ်တဲ့အတွက်ကြောင့်သူကချက်ချင်းမြန် assessment လုပ်နိုင်ပါတယ် assessment result ကိုသူချက်ချင်း2မျက်နှာရေးပြီးတော့ European Commission ပေါ့နော်အဲ့တော့ EU European EC လို့ပါလို့ခေါ်တယ် European Commission ကိုကျွန်တော်တို့တင်လိုက်တဲ့အချိန်မှာဥရောပနိုင်ငံတွေကချက်ချင်း emergency medical response လုပ်ဖို့ဆိုပြီးတော့ funding ချပေးလိုက်ပါတယ်ဆိုတော့ငါတို့တော့ဒီလို funding ငွေခွဲပြီးတော့လုံးမဟေ့ဆိုတဲ့ပုံစံမျိုးထက်စားရင်လက်တင်ရာဆိုတော့ခေါ်ပြီးတော့ပေါ့နော်မာလင်က health တင်တယ်ဆိုရင် health အတွက်ပတ်စံပေးလိုက်တယ် Save the Children ကကျောင်းတွေအတွက် education အတွက်ကျောင်းလေးတွေပြန်ပြင်မယ်ဟေ့ကျောင်းလေးတွေပြန်ဆောက်မယ်ဆိုရင် education အတွက် proposal တင်လိုက်ရင် education အတွက် fund ပေးလိုက်တယ်အဲ့လိုပုံစံမျိုးနဲ့ပဲငွေတွေကစီးဆင်းလာတာများပါတယ်အများသောအားဖြင့် coordination agency တွေရဲ့ဆုံးဖြတ်ချက်ပေါ်မူမတည်ပါဘူးသူတို့ prioritize လုပ်တာမဟုတ်ပါဘူး coordination agency ကရနေပြီးသား funding နဲ့လုပ်နေတဲ့လုပ်ငန်းများကိုပဲသတင်းအချက်လက်ကောက်ပြီးတော့အားလုံးသိအောင်ပြန်မျှဝေတဲ့သဘောမျိုးလုပ်ကိုပဲသူကလုပ်ပါတယ်ခင်ဗျာကျေးဇူးပါဆရာဆရာအချိန်နဲ့အားနာတယ်ပြောပြီကျွန်တော်တို့ဒီမေကုန်းနေရှိသေးရင်တော့ let's call question တော့ calling for last question မှာဟုတ်မိမဲ့ဆွေးနွေးမဲ့ဆရာမမရှိတော့ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ session ကိုဒီမှာပဲရပ်လိုက်ပါမယ်ဒီနေ့လိုအပ်တဲ့အချက်အလက်များကိုကြည့်ချင်းချင်းနဲ့မြင်သာအောင်လို့ရှိရင်ပြုတ်ဆွေးနွေးသွားပြီးရဆရာမျိုးပဲကျေးဇူးတင်ပါတယ်ကျေးဇူးပါ thank you bye bye ဟုတ်ကျေးဇူးပါဆရာကျွန်တော်တို့မနေ့ဖြန် day5 မှာတော့ကျွန်တော် article humanitarian action protecting people with dignity ခေါင်းစဉ်ကိုဒါတော့ပြည်သူ့သင်းဆောင်အနေနဲ့ဆွေးနွေးပြီးမှဖြစ်ပါတယ်ပုံမှန်တိုင်းမြန်မာချိန်8 ည8နာရီမှာစပါမယ်အားလုံးဒီနေ့လာပြီးတဲ့ဆရာကျွန်တော်လည်းအားလုံးတက်ဖို့ပြန်လည်ဖိတ်ခေါ်ပါတယ်တွေ့နောက်ပြီးတော့ခုနကမေးရတဲ့ mental health topic ကိုတော့ကျွန်တော်တို့ Friday မှာလုပ်ဖို့ရှိပါတယ်အဲဒီအတွက်လည်းတက်ရောက်ပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးပါ